ကျွန်တော်ကဘီလီယံနာ3သမီးတယောက်ရဲ့တက်တော်ဆောင်လုပ်ခဲ့တာပါ10နှစ်တိတိရှိခဲ့ပြီပေါ့အဲ့ဒီ10နှစ်အတွင်းမှာပဲသူ့အတွက်တနက်တန်ရခံခဲ့ရဘူးတလို့ဓာတ်ခုတ်ခံရတာတွေလည်းရှိခဲ့တယ်ပြန်ပေးဆွဲတဲ့ကိစ္စတွေကိုရှင်းပေးခဲ့ရတယ်လို့သူ့ကိုလာနောက်ဆက်တဲ့တတိတာလက်ကားကောင်တွေကိုလည်းဆုံးမပေးခဲ့ရတယ်ညတကောင်ရံမှာတင်တိုလူကမုံစားခြင်းတယ်လို့သူပြောရင်တော့မိုးတဲ့လေထဲမှာကျွန်တော်ကီလိုမီတာ20လောက်ပြေးဝဲပေးခဲ့တာသူဖျားလို့ရှိရင်လည်းတညလုံးမအိပ်ပဲသူ့အတွက်လူသားကောင်းလုပ်ပေးခဲ့တယ်လူတွေအားလုံးကတော့ကျွန်တော်ကိုတခင်မလေးဘေးနာကအသစ္စာရှိဆုံးခွေးတကောင်လို့ပြောကြတယ်သူကိုယ်တိုင်လည်းအဲ့ဒီလိုပဲထင်နေခဲ့တာပေါ့ကျွန်တော်အသက်30ပြည့်မွေးနေ့အထိပေါ့လေမှန်ထဲမှာဒီလောက်ကြောင့်ရလာခဲ့တဲ့ဒဏ်ရာအမာရွတ်တွေကိုကြည့်ရင်ကျွန်တော်ရုတ်တရက်ကြီးစိတ်ကုန်သွားမိတယ်ကျွန်တော်အိမ်အောင်ပြုချင်ပြီးကိုပိုင်မိသားစုလေးတစ်ခုလိုချင်ပြီးဒါကြောင့်ချစ်သူရှာတဲ့ website တစ်ခုမှာတိတ်တဆိတ်အကောင့်ဖွင့်လိုက်တယ်ကျွန်တော်တို့ချင်းတွေ့တဲ့နေ့ကအဲ့ဒီကောင်မလေးကတိမ်မွေ့ပြီးအဆက်ကြောက်ကြည့်ပါတယ်ရှင်ကတခင်မလေးရဲ့တက်တော်ဆောင်ဖြစ်လုပ်နေတာလို့ကြားတယ်တကယ်ကိုလေးစားဖို့ကောင်းလိုက်တာအဲ့ဒီတော့မှပဲကျွန်တော်ပထမဆုံးအကြိမ်စိတ်ပေါ်ပါသွားပြီးပြုံးမိတော့တယ်တကယ်တော့ကျွန်တော်အလုပ်ထွက်ဖို့စဉ်းစားနေတာပါဒါပေမဲ့နောက်တစ်ဆက်ကမှလည်းစားတောက်ဆိုင်ရဲ့မှန်တကားကြီးကန်ကြောက်ခံလိုက်ရပြီးပွင့်သွားတယ်နင့်ကိုဘသူကအလုပ်ထွက်ခွင့်ပေးလို့လဲဘသူကချင်းတွေ့ခွင့်ပေးလို့လဲငါနင့်ကို10နှလုံးလုံးဘေးမှာထားခဲ့တာနင်ကငါ့ကိုပြစ်ပြီးတခြားမိမစီတွားရဲတယ်ပေါ့ဟုတ်လားကျွန်တော်နာမည်ကဂျက်ပါတခင်မလေးလူစီရဲ့ကိုရန်တော်ပေါ့ဒီနေ့ကကျွန်တော်ရဲ့အသက်30ပြည့်မွေးနေ့ပါပြီးတော့သူ့ကိုလာနောက်ဆက်ဖို့ကြိုးစားတဲ့မူးနေတဲ့တထေးသား2ယောက်ကိုကျွန်တော်ခွတင်တင်ပဲရှင်းလင်းပေးခဲ့တာပါဂျက်တခင်မလေးလူစီကနေဒီညပြင်ပန်းသွားပြီတဲ့နေ့အတွက်ဘောနတ်လွှဲပေးလိုက်ပြီးစစ်ကြည့်ဖို့မမေ့နဲ့အောင်ဖုန်းမျက်နှာပြင်ပေါ်ကသူ့ညအရှိကြီးပါတဲ့ငွေပမာဏကိုစိုက်ကြည့်ရင်ဒီအရာတွေအားလုံးကဘာအဓိပ္ပာယ်မှမရှိတော့တယ်လို့ကျွန်တော်ရုတ်တရက်ခံစားလိုက်ရတယ်အဲ့ဒီနောက်ကျွန်တော်ဖုန်းကတုံးခါလာပြန်တယ်တခင်မလေးလူစီကိုယ်တိုင်ဖုန်းဆက်လာတာပါဂျက်နေအဲ့ဒီလူ2ယောက်ကိုအပြည့်ရှင်းလိုက်ရလားတကယ်ကိုစိတ်ပြက်စရာပဲငါရဲ့အလှပရေးရာအိတ်ဆက်ချိန်ကိုလာဖြတ်စီးသွားတယ်ဒီနေ့မိုးလွယ်ပိုင်းပုတ်ကားရီမိတ်ဆက်ပွဲကိုငါနဲ့အတူလိုက်ခဲ့ရမယ်ကျွန်တော်စက္ကန့်ငယ်လောက်တိတ်ဆိတ်သွားမိတယ်တခင်မလေးလူစီဒီနေ့ကကျွန်တော်မွေးနေ့မို့လို့ပါကျွန်တော်ဒီနေ့မိုးလွယ်ပိုင်းအခွင့်လေးယူလို့ရမလားခင်ဗျာတင်ချမ်းကိုသွားပြီးမိဘတွေကိုကြောချင်လို့ပါချက်နင်းအတီပြောနေတာလားနင်းမိဘတွေဆုံးသွားတာနှစ်တွေအကြာကြီးရှိနေပြီပဲကိုသူတို့အုပ်ကူပေါ်ကမျက်တွေတောင်10ပေလောက်မြင့်နေလောက်ပြီဘာသွားကြည့်စရာရှိလို့လဲသူကဘာမှထပ်မစင်စားပဲဖုန်းချပစ်လိုက်တယ်ကျွန်တော်ဖုန်းကိုလက်ထဲမှာကင်ထားရင်ဖုန်းလိုင်းပြတ်တောက်သွားတဲ့အတန်ကိုနားထောင်ရင်ဖြည်းဖြည်းချင်းအောက်ချလိုက်တယ်မှန်တဲ့ကလူကတော့အသက်30ရှိပြီဖြစ်ပြီးပြင်းထန်တဲ့အမာယူကြီးတစ်ခုကတော့ညာဘက်မြတွင်ထောင်းကနေနားထင်ထိတွေ့တန်းနေတယ်ဒါကလွန်ခဲ့တဲ့3နှစ်ကလူစီအတွက်ကွဲနေတဲ့ပလင်းဆောက်ကိုဝန်ခံပြီးရင်ရခဲ့တဲ့ဒဏ်ရာပါအဲ့ဒီတုန်းကသူကလမ်းဖြတ်ပြီးအော်ဟစ်ခဲ့တယ်ကျွန်တော်အတွက်ကြောင့်မဟုတ်ပါဘူးသူကဝင်အနာတက်မှာတွေးကွက်နှက်ကွက်ပေးသွားတာကိုမြင်လိုက်ရလို့ပါရုံစရာကြီးဒီကဝင်က limited edition order ချုပ်ထားတဲ့အထည်ဟုံးနေ့ရက်3လစာနဲ့တောင်ပေးဝယ်နိုင်မှာမဟုတ်ဘူးချက်ကို bonus 9သိန်းပေးလိုက်ပါကျွန်တော်မျက်နှာပေါ်ကအမာရွတ်နဲ့အဲ့ဒီကဝင်တစ်ခုလုံးကိုဈေးနှုန်းတစ်ခုလေးနဲ့ပဲဖြတ်တောက်လဲလိုက်တယ်လို့မျိုးပေါ့အဲ့ဒီမနက်ကကျွန်တော်တင်ချိုင်းမှာ2 နာရီလောက်နေခဲ့တဲ့အဖေနဲ့အမေသားအသက်ရှင်သေးရင်ကျွန်တော်ကိုအိမ်အောင်ပြုဖို့အတင်းတိုက်တွန်းနေလောက်ပြီးချင်းတယ်ကလေးတွေမွေးပြီးဘေးကင်းကင်းနဲ့တာမန်ဘဝမျိုးပဲဖြတ်တန်းကျင်တော့တာပေါ့အဲ့ဒီနေမိုးလွယ်ပိုင်းပုတ်ကရာပွဲမှာတော့လူစီကအခန်းထဲမှာလက်ပြတကောင်လိုပြန်ဝဲပြီးရှောက်သွားနေခဲ့ပြီးကျွန်တော်ကတော့သူ့နောက်ကနေထက်ချက်မကွာလိုက်ခဲ့ရတယ်သူ့နားကိုကတ်လာတဲ့လူတိုင်းကိုလည်းတယောက်မကျန်စောင့်ကြည့်နေခဲ့တာပေါ့နာမည်ကြီးနုပညာရှင်အသေးဖွဲတယောက်ကသူ့ကိုလာစကားပြောဖို့စူးစမ်းလို့ကျွန်တော်ကြားထဲကနေဝင်ပိတ်လိုက်တော့သူကကျွန်တော်ကိုစိုက်ကြည့်ပြီးမင်းကဘဲကကောင်းလဲလို့မေးတယ်လူစီကပြုံးပြီးသူကငါခွေလေတကယ်ကိုတစ္ဆာရှိတာသူ့ကိုဂယုမဆိုင်နဲ့လို့ပြောလိုက်တော့ကျွန်တော်တို့ဘေးနားကလူတွေအားလုံးဝိုင်းရကြတယ်ကျွန်တော်ကတော့ဘာမှမူရမှမရှိပဲဒီတိုင်းပဲမတည့်ရနေခဲ့တာပေါ့ဂျက်ကတခင်မလေးလူစီစီမှာခွေးလို့ထပ်ပြောခံရပြန်ပြီပဲဟုတ်လားသူလည်းအခုလောက်ဆိုကျင်သားရနေလောက်ပါပြီလို့ပြောကြတယ်တကယ်လည်းအပြည့်အဝကျင်သားရနေပါပြီည7 နာရီမှာတော့မူးနေတဲ့လူစီကိုဘီလာအင်ကြီးစီကျွန်တော်နောက်ဆုံးတော့ပြန်ခေါ်လာနိုင်ခဲ့တယ်ချက်ငါရင်ငတ်တယ်ငါ Cloud Pigman ကရေပူစမ်းလက်ဖက်ရည်တောက်ချင်နေတဲ့ကျွန်တော်အချိန်ကိုကြည့်လိုက်တော့တခင်မလေးလူစီ Cloud Pigman ကမြို့ပြင်ဘက်အဝေးကြီးမှာရှိတာပါခင်ဗျာအတော့ပြန်အနည်းဆုံး2 နာရီလောက်ကြာမှဖြစ်ပြီးသူတို့ကမနေ့တနာရီဆိုပိတ်ပါပြီလို့ပြောလိုက်မိတယ်ဒါပေမဲ့သူကငါတောက်ချင်တယ်အခုချက်ချင်းသွားမသွားရင်နင့်ကိုအလုပ်ထုတ်ပြမယ်တဲ့ကျွန်တော်ဘာမှမပြောပဲကားကြီးကိုလှည့်ပြီးအဲ့ဒီကိုမောင်းထွက်ခဲ့တယ်ကျွန်တော်ထင်ထားခဲ့တဲ့အတိုင်းပဲအဲ့ဒီနေရာကပိတ်သွားခဲ့ပြီကျွန်တော်ညဆိုင်ဝန်ထမ်းတွေကိုအကြာကြီးတောင်းပန်ခဲ့ရပြီးမှနောက်ဆုံးကြံတဲ့ရေပူစမ်းလက်ဖက်ရည်တအိုးကိုရခဲ့တယ်ကျွန်တော်တက်နိုင်တဲ့မြဂယုတဆိုင်နဲ့အပူမပြန်အောင်တင်းစေးပြီးဗီလာကိုပြန်ယူလာခဲ့ပေမဲ့လူစီကတော့အိပ်ပျော်သွားခဲ့ပြီကျွန်တော်သူ့အိတ်ခမ်းအပြင်ဘက်မှာလက်ဖက်ရည်အိုးကိုကင်ပြီးမတ်တက်ရက်နေရင်ကော်စောပေါ်မှာဖြည်းဖြည်းချင်းချထားပေးခဲ့တယ်နောက်တနေ့မှာတော့ကျွန်တော်အလုံးသားရခဲ့တာပေါ့ချစ်သူရှာတဲ့ website ကချိန်ပေးထားတဲ့ coffee ဆိုင်လေးစီကျွန်တော်တိတ်တဆိတ်သွားခဲ့တယ်အဲ့ဒီကောင်မလေးနာမည်ကအန်နာတဲ့သူကမူလာတန်းပြဆရာမလေးတယောက်ပါသူကြည့်ရတာချိုတာပြီးစကားပြောရင်လည်းအေးအေးဆေးဆေးနဲ့အတန်လေးကတိမ်မွေးလာပါတယ်ဒါနဲ့ကိုချက်အလောက်ကဘာလုပ်တာလဲဟင်လို့မေးတော့ကျွန်တော်စက္ကန့်ပိုင်းလောက်တုံဆိုင်သွားပြီးလက်ရှိတော့ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာအကြံပေးတယောက်ဖြစ်လုပ်နေတာပါလို့ဖြေလိုက်တယ်သူကဝါအထင်ကြီးစရာပဲနော်အလောက်ကပုံမှန်ဆိုတော်တော်လေးအလုံများလားဟင်လို့ထပ်မေးတယ်အရင်များပါတယ်အခြေခံအဖြစ်တော့အချိန်ပြည့်အစင်သိရှိနေရတာမျိုးပါဟုတ်ပါရဲ့ဝမ်းစာရှာရတာမလွယ်ကူပါဘူးနော်ကျမလည်းကျောင်းစင်းတန်းကိုစာတင်ရတာဆိုတော့အမြဲတမ်းညမိုးချုံမှအလုပ်ဆင်းရတာပါပဲတဲ့သူမိဘတွေအသက်ငယ်ငယ်နဲ့ဆုံးပါသွားခဲ့ပြီဆိုတာကိုကျွန်တော်ကြားလိုက်ရတဲ့အချိန်မှာကျွန်တော်တို့တကယ်ကိုစကားတွေဖောင်ဖွဲ့လို့ကောင်းသွားခဲ့ပြီးသူ့မျက်ဝန်းထဲမှာစစ်မှန်တဲ့ကိုချင်းစာနာမှုတွေကိုမြင်တွေ့ခဲ့ရတဲ့သူ့ရဲ့နှွေးထွေးတဲ့အပြုံးကိုကြည့်ရင်ကျွန်တော်ရင်ထဲမှာခဲပိတ်နေခဲ့တဲ့အရာတစ်ခုခုကနောက်ဆုံးတော့စတင်ရေးပြောသွားခဲ့တယ်လို့ပါပဲကျွန်တော်တို့နောက်ပတ်မှာထပ်တွေ့ဖို့ကတိပေးခဲ့ကြပြီးပထမဆုံးအကြိမ်ဖြစ်ကျွန်တော်စိတ်တွေနည်းနည်းပုတ်ပါသွားတယ်လို့ခံစားလိုက်ရတယ်ဒါပေမဲ့ကော်ဖီဆိုင်ထဲကနေထွက်လိုက်တဲ့ဒုတိယပိုင်းစက္ကန့်မှာတင်ကျွန်တော်ဖုန်းကအယူမူညီလာတော့တာပါပဲဖုန်းကင်လိုက်တဲ့အခိုက်အတန့်မှာတင်လူစီကအော်ဟစ်ဆဲဆိုနေပါပြီချက်နင်းဘဲကဘာကိုရောက်နေတာလဲအခုချက်ချင်း Starlight Plaza ကိုနင်းဖင်ကိုမပြီးလာခဲ့စမ်းနောက်10မိနစ်အတွင်းနင်းဒီကိုရောက်မလာရင်မနေ့ပြန်လှုပ်လာဖို့မစင်စားနဲ့တော့တဲ့ကျွန်တော်သွားကိုကြိတ်ပြီးအငှားကားတစ်စီးဖမ်းကအပြေးလွှားသွားခဲ့ရတယ်
Starlight Plaza ရဲ့စိန်ခံပစ္စည်းအယောင်းဆိုင်တွေရှိတဲ့အထက်မှာတော့လူစီကအယောင်းဆိုင်ရေးမလေးတယောက်ကိုအော်ဟစ်ငောင်ငန်းပြီးရန်ရှာနေခဲ့တာဖြစ်ပါတယ်။ဒါကဘာအမိုက်လိုဆိုင်မျိုးလဲအိတ်ကိုသူများစီဘာလို့ရောင်းလိုက်ရတာလဲအဲ့ဒီအိတ်ကိုငါလိုချင်တာအယောင်းဆိုင်ရေးမလေးကအနေခက်စွာနဲ့ပဲတခင်မလေးလူစီရှင်ဒီအိတ်ကတကယ်တော့ဒီမျိုးသမီးကကြိုတင်မှယူထားတာမို့လို့ပါလို့ရှင်းပြတယ်။နင်ငါဘယ်သူလဲဆိုတာသိရလားငါသားလို့ရှိရင်ဒီဆိုင်တစ်ဆိုင်လုံးကိုပိတ်ပစ်လို့ရတယ်ချက်။သူကငါလိုချင်တဲ့အိတ်ကိုလူယူသွားတာငါအတွက်ပြန်လူပေးစမ်းအဲ့ဒီမျိုးသမီးကထိတ်လန့်တကြားနဲ့ကျမဒါကိုလွန်ခဲ့တဲ့တလကလေးကကြိုတင်မှထားတာပါသမီးလေးရဲ့မွေးနေ့လက်ဆောင်မှုလို့ပါမမရဲ့လူပုံလဲမှာအပြုတ်မူလေးဆင်ကျင်ပေးပါရှင်လို့တောင်းပန်ရှာတယ်လူစီကကျွန်တော်ကိုဒေါသတကြီးစိုက်ကြည့်ပြီးနင်ကဘသူဘက်ကလည်းငါနင့်ကိုကျွေးမွေးထားတာ10နှစ်ရှိပြီးခွေးတကောင်တောင်ဘသူအစာကျွေးလဲဆိုတာသိသေးတယ်လို့အော်တော့တာပဲနောက်ဆုံးတော့ဆိုင်မန်နေဂျာဝင်ဖြန့်ဖြေပေးပြီးလူစီအတွက်တခြားဆိုင်ကနေအိတ်တလုံးချက်ချင်းလွှဲပေးပါမယ်လို့ကတိပေးလိုက်မှာပဲသူစိတ်ပြေသွားပြီးကျွန်တော်လက်မောင်းကိုဆွဲကဆိုင်ပြင်ခေါ်သွားတော့တယ်ကားပေါ်ရောက်တော့လဲတလန်းလုံးအေးဆက်တင်းမှနေခဲ့ပြီးရုတ်တရက်ကြီးကျွန်တော်ဖုန်းကိုလူယူသွားပြန်တယ်နေ့ရဲ့အလုံနာရက်မှာဘာတွေအဲ့ဒီလောက်တောင်အရေးကြီးနေလဲကြည့်ရသေးတာပေါ့သူကျွန်တော်ဖုန်းမျက်နှာပြင်ကိုလော့ဖွင့်လိုက်တဲ့အချိန်မှာကျွန်တော်ရင်တစ်ခုလုံးပြုတ်ကျသွားတယ်လို့ခံစားလိုက်ရတယ်ပြန်လူဖို့စူးစမ်းပေးမယ်နောက်ကျသွားခဲ့ပြီသူအန်နာနဲ့ပြောထားတဲ့ chat history တွေပြင်ချစ်သူရှာတဲ့ website ကချိန်တွေ့ဖို့သတိပေးချက်ပို့ထားတာတွေကိုပါမြင်သွားခဲ့တယ်ကားထဲကလေးလူတစ်ခုလုံးချက်ချင်းပဲအေးခဲသွားတော့တာပါပဲချက်နင်ကတကယ်ပဲ blind data တွားရဲတဲ့တတိရှိတယ်ပေါ့ဟုတ်လားကျွန်တော်လက်ကိုနာကျင်လာတဲ့အထိကားစတီယာရင်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားရင်တခင်မလေးလူစီကျွန်တော်အသက်30ရှိပါပြီမိသားစုလေးတစ်ခုလိုချင်တာတာမန်ကိစ္စပဲမလားလို့ပြောလိုက်မိတယ်မိသားစုဟုတ်လားနင်ကဘာမို့လို့မိသားစုရှိခွင့်ရမှာလဲနင်ကငါအပိုင်ပဲငါသာပေးမှာအနားမခေါ်ထားရင်နင်ကဘာကောင်းမို့လို့လဲတခင်မလေးလူစီကျွန်တော်ကတခင်မလေးရဲ့အလုပ်သမားတက်ပါစာချုပ်ပြရင်ကျွန်တော်အလုပ်ထွက်ဖို့ပြင်ဆင်နေတာပါအလုပ်ထွက်မယ်ချင်းတွေ့မယ်ဟုတ်လားကြက်အိမ်မက်မက်မနေနဲ့နင်ကအပေါ်ပေးဆက်ရမယ့်အကျွေးတွေကိုဒီတက်ဘယ်တော့မှဆက်လုပ်ကုန်မှာမဟုတ်ဘူးငါခွင့်ပြုချက်မပါပဲနင်ဘဲမှသွားခွင့်မရှိဘူးအဲ့ဒီနေပြီးကလေးကကျွန်တော်ကအခြေခံအဖြစ်အိမ်တွင်းကျေချုပ်ကြခံလိုက်ရတယ်လို့ပါပဲမြေအောက်ခန်းမှာပြတင်းပေါက်မရှိတာကြောင့်နေ့နဲ့ညတော့ခွဲခြားလို့မရတော့ဘူးအပေါ်ကနေလင်းနေတဲ့ဝါချင်းချင်းမိတိမိန်မိန်လေးတစ်လုံးပဲရှိတော့တယ်ကျွန်တော်အချုပ်ခံထားရတာဘယ်နဲ့ရက်ရှိသွားပြီလဲဆိုတာလုံးဝမသိတော့ပါဘူးနေ့တိုင်းလူတစ်ယောက်ကလာပို့ပေးတဲ့ထမင်းကလည်းအမြဲတမ်းအေးဆက်နေတဲ့အကျွင်းကြံတွေပဲဖြစ်နေတတ်တယ်တတိယမြောက်ညမှာတော့မြေအောက်ခန်းတကားပွင့်လာပြီးလူစီလမ်းလျှောက်ဝင်လာခဲ့တယ်သူကြည့်ရတာနည်းနည်းမူးနေတဲ့ပုံပဲကဲနင်အမားကိုသိပြီလားကျွန်တော်မမားဘူးတခင်မလေးလူစီကျွန်တော်ကအိမ်အောင်ပဲပြုချင်တာပါလို့ကျွန်တော်ဖြေလိုက်မိတယ်အဲ့ဒီစကားကကြောင်မီးကိုနင်းမိလိုက်တယ်လို့မျိုးသူ့ကိုဒေါသပေါက်ကွဲသွားစေခဲ့တယ်ဘသူနဲ့အိမ်အောင်ပြုမှလဲအဲ့ဒီမူလာတန်းပြတ်เสียရမှမနဲ့လားငါနင့်ကိုတခုပြောပြမယ်နော်လွန်ခဲ့တဲ့မနေ့ကတည်းကငါလူလွတ်ပြီးသူစာတင်တဲ့ကြောင်ကိုသွားခိုင်းလိုက်ပြီးသူတာနင့်ကိုထပ်တွေ့ရသေးရင်အလုပ်ပြုတ်ဖို့သာပြင်ထားလိုက်တော့လူစီလုပ်ချင်ရင်ကျွန်တော်ကိုပဲလုပ်ပါသူ့ကိုတော့ဒီကိစ္စတွေဆွဲမထည့်ပါနဲ့နင်ကအခုအဲ့ဒီမိမအတွက်ငါ့ကိုအတန်မြင့်ပြီးអော်လိုက်တာလားချက်နေ့လိုအောက်တန်းစားကောင်ကနင့်ကို30နှလုံးလုံးစောက်ရှောက်ထားခဲ့တာအခုကျတော့အဲ့ဒီ30နှစ်ကနင်တိတာရက်ပိုင်းပဲရှိသေးတယ်မိမတယောက်ထက်ပိုရေးမပါဘူးလို့ပြောချင်တာလားနင်ကငါကနင့်ကိုချင်းတွေ့ခွင့်ပေးမယ်အိမ်အောင်ပြုခွင့်ပေးမယ်လို့ထင်နေတာလားနင်ကငါအပိုင်ပဲသူစိတ်ရှိလက်ရှိအော်ဟစ်ဆဲဆိုပြီးမောသွားတဲ့အထိကျွန်တော်ညင်ခံနေလိုက်တယ်အဲ့ဒီနောက်မှာပဲတခင်မလေးလူစီ30နှစ်ရှိခဲ့ပါပြီကျွန်တော်တခင်မလေးအတွက်ဓာတ်တန်ရ3ချက်တိတိဝင်ခံပေးခဲ့တာပါတခင်မလေးပေးတဲ့ပတ်စံတစ်ချက်တစ်ပြားမှလည်းအလားဟာတာအဖြစ်မခံခဲ့ပါဘူးအားလုံးကိုကျွန်တော်တင်ထားခဲ့တဲ့အဲ့ဒီပတ်စံတွေကကျွန်တော်ရဲ့ဒီဘဝကိုပြန်ဝယ်ဖို့မလုံလောက်သေးဘူးလားခင်ဗျာလို့နောက်ဆုံးတော့ပြောလိုက်မိတယ်သူကြောင့်သွားပြီးကျွန်တော်ကိုပထမဆုံးအကြိမ်မြင်ဘူးတလူမျိုးမျက်လုံးအစုံပြုတ်ကျသွားခဲ့တဲ့အကြာကြီးတိတ်ဆိတ်သွားပြီးမှရုတ်တရက်ကြီးရေမောလိုက်ပြီးချက်ငါအပြတ်ပြောလိုက်မယ်နော်ဘယ်တော့မှမလုံလောက်ဘူးနင်ကအပေါ်ပေးဆက်ရမယ့်အကျွေးကနောက်ဘဝအထိတောင်ဆက်လို့ကြည့်မှာမဟုတ်ဘူးကြံစမ်းတက်မူလာတဲ့အကြောင်းကဘာသာစကားပြเสียရမှာအန်နာသူမိဘတွေကမြို့နောက်ဘက်ကရက်ွက်အဟောင်းတစ်ခုမှနေတာဟုတ်တယ်မလားလူစီသူ့ကိုသွားမကြည့်နဲ့ဒါကနင်ဘာရွေးချယ်မလဲဆိုတဲ့ပုံမှာပဲမူတည်တယ်ငါရဲ့အသစ္စာရှိဆုံးခွေးတစ်ကောင်ဖြစ်ဆက်နေမလားဒါမှမဟုတ်နင်းကြောင့်နဲ့နင်းမိသားစုတစ်ခုလုံးဒုက္ခရောက်မှာကိုထိုင်ကြည့်မလားအဲ့ဒီနောက်သူလက်ထွက်သွားခဲ့တယ်ကျွန်တော်လည်းလေဘင်းကနာကျင်မှုတွေနဲ့အတူမှောင်မိုက်မှုတွေကိုလက်ပြချသွားခဲ့ရတယ်ဒါပေမဲ့အဲ့ဒီနာကျင်မှုကကျွန်တော်ရင်ထဲကစိတ်ပြအားငယ်မှုတွေကိုတော့မမီနိုင်ပါဘူးစတုထမြောင်နေမနှက်မှာတော့မြေအောက်ခန်းတကားထပ်ပွင့်လာပြန်တယ်ဒီတစ်ခေါက်တော့လူစီရဲ့အတွင်းမှုမလေးဖြစ်နေတယ်သူကမနှက်စာအပြည့်စုံနဲ့ရှေးဦးသူနာပြုတ်တက်တာလေးတစ်လုံးယူလာပေးခဲ့တယ်ချက်တခုခုစားလိုက်ဦးတခင်မလေးလူစီကနင့်ကိုတိတိကျကျပြင်ဆင်ထားခိုင်းတယ်ဒီနေ့မိုးလွယ်ပိုင်းမျက်စိကွင်းကိုသူနဲ့အတူလိုက်ခဲ့ရမယ်တဲ့သူကျွန်တော်ကိုတကယ်ပဲပြန်လှုပ်ပေးတာလားတခင်မလေးကပြောတယ်နင်းတိတိကျကျစဉ်းစားတွေ့ခေါ်ပြီးအမားကိုဝန်ခံမယ်ဆိုရင်ပြီးတော့ချင်းတွေ့တာတို့အိမ်အောင်ပြတာတို့အကြောင်းနောက်ထပ်ဘယ်တော့မှထပ်မပြောတော့ဘူးဆိုရင်ဒီကိစ္စတွေဘာမှမဖြစ်ခဲ့တဲ့လိုမျိုးသဘောထားပေးမယ်တဲ့နင်ကလူစီရဲ့တက်တော်ဆောင်ကြီးကဲဖြစ်ဆက်ရှိနေမှာဖြစ်ပြီးလစာလည်းနှစ်ဆတိုးပေးမယ်တဲ့ကျွန်တော်ကညင်းလိုက်ရင်ကောကြက်ရဲ့ဘာလို့ကိစ္စတွေကိုပိုပြီးခက်ခဲအောင်လုပ်နေရတာလဲတခင်မလေးလူစီရဲ့စိတ်ထားကိုလည်းနင်သိတာပဲမဟုတ်လားသူတကယ်ပဲမနေ့ကအန်နာကြောင့်ကိုလူလွတ်ခဲ့တာဘာမှမလုပ်ခဲ့ပေမဲ့တတိပေးချက်ကတော့ထင်ရှားနေတာပဲလေနင်သူ့ကိုနိုင်မှာမဟုတ်ဘူးအရှုံးပေးလိုက်ပါတော့ဘာပဲဖြစ်ဖြစ်နင်တို့ကြားမှာ30နှစ်တောင်ရှိခဲ့တာပဲဟာ30နှစ်ဟုတ်လား30နှစ်လုံးလုံးကျွန်တော်ကတစ္ဆာရှိတဲ့ဂျိုးတူတစ်လုံးလို့သူ့ဘေးနားမှာပဲဝဲလည်နေခဲ့ပြီကျွန်တော်ကိုယ်တိုင်လည်းကိုယ်ပိုင်ဘဝလေးတစ်ခုလိုချင်ပိုင်ခွင့်ရှိတယ်ဆိုတာကိုမေ့လျော့နေခဲ့တာပဲအဲ့ဒီနေ့မိုးလွဲပိုင်းမှာတော့ကျွန်တော်ရေချိုးဝစ်စုံတက်လဲပြီးစိတ်ပိုင်းဖြတ်လိုက်တယ်တခင်မလေးလူစီကြော့ပါခင်ဗျာသူကတချင်းလေးတင်းကြီးကြီးနဲ့ကားပေါ်တက်လာခဲ့ပြီးစိတ်ချနေတော်တော်လေးကောင်းနေပုံရတယ်နင်ငါ့ကိုပြစ်မသွားနိုင်ဘူးဆိုတာငါသိသားပဲဒီညငါနဲ့အတူပရာဟိတပွဲကိုလိုက်ခဲ့ရမယ်လေလံပွဲလည်းရှိတယ်နင်တခုခုလိုချင်ရင်ငါလေလံဆွဲပေးမယ်သူ့ရဲ့လေတံကပထမဆုံးအကြိမ်ဖြစ်နူးညံ့နေခဲ့တာပါကျွန်တော်ကောင်းကုန်ထားပြီးဘာမှပြန်မပြောခဲ့ပါဘူးမျက်စိကွင်းပေါ်မှာနေအောင်ကြီးကဖြာချနေခဲ့ပြီးလူစီကသူ့ရဲ့မျိုးကောင်းမြင်းကိုစီးပြီးအနှဲငယ်ပတ်မောင်းနေခဲ့တယ်ငါအတွက်မြင်းကိုသွားလန်းလျှောက်ပေးစမ်းဦးဒီနေ့သူနည်းနည်းစိတ်ကြွနေတယ်လို့ပဲတတိထားဦးနော်ကျွန်တော်မြင်းကိုနှစ်ပတ်လောက်လိုက်ပတ်လန်းလျှောက်ပေးပြီးမြင်းဆောင်ထိန်စီအဖို့လုပ်နေတော့မှာပဲရုတ်တရက်အဝေးကနေပောက်ခွဲတန်တစ်ခုထွက်ပေါ်လာခဲ့တယ်အဲ့ဒီအချိန်မှာတင်မြင်းကဆက်ကျိုးကိုကျွန်တော်လက်ထဲကနေရုတ်တရက်ဆွဲယုံပြီးလူစီစီတက်တက်ကြီးပြေးဝင်သွားတော့တာပါပဲမြင်းကလူစီကိုနင်းမိတော့မဲ့အခြေအနေရောက်နေတာကြောင့်
ကျွန်တော်ဗီဇစိတ်တိုင်းပဲသူ့စီပြေးလွှားခုံအုပ်ပြီးဘေးကန်ထုံလွှဲပစ်လိုက်တယ်အဲ့ဒီနောက်မှာတော့ပြင်းထန်တဲ့မြင်းခွာချက်ကြီးကကျွန်တော်ရင်ဘက်တစ်တဲ့ကိုစောင့်ကန်မိသွားခဲ့တယ်ကျွန်တော်နံရိုးတွေကျိုးသွားတဲ့ဆူရှာရှာတန်ကြီးကိုကြားလိုက်ရပြီးနာကျင်မှုတွေကတကိုယ်လုံးကိုချက်ချင်းလွှမ်းမိုးသွားတော့တာပဲချက်နင့်ကိုတေခွင့်မပြုဘူးနော်ငါပြောတာကြားလားနင့်ကိုတေခွင့်မပြုဘူးနင်သာတေသွားရင်အနတ်မိသားစုတစ်ခုလုံးကိုငါပေးဆက်ခိုင်းရလိမ့်မယ်ကျွန်တော်လုံးဝတတိလစ်သွားခဲ့ရတယ်ကျွန်တော်ပြန်လို့လာတဲ့အချိန်မှာတော့မိတ်ဆေးရုံခန်းတစ်ခုထဲကိုရောက်နေပြီးရင်ဘက်တစ်ခုလုံးကိုပတိအထူကြီးတွေပတ်ထားရတယ်အနှင်းငယ်လောက်အသက်ရှူလိုက်တာနဲ့တကူလုံးချွေးဆေးတွေပြန်လာတဲ့အထိနာကျင်လာပါတယ်နင်နိုးလာပြီပဲအတီပြောတာတော့နင်ကအတုံးမကြတာလားဘာလဲမြင်းတကောင်ကိုတော့တိတိကျကျမကင်တွယ်နိုင်ဘူးပြီးတော့နင်းကြောင့်နဲ့ငါပါမြင်းနေမိတော့မလို့ဖြစ်ခဲ့ရတာကျွန်တော်လေချောင်းတွေ၆ကပ်ပူလောင်နေတဲ့ကြားကပဲအာယူပြီးတခင်မလေးဘာမှမဖြစ်ဘူးမလားခင်ဗျားလို့မေးလိုက်မိတယ်ဟွန်းငါကဘာဖြစ်ရမှာလဲနိုင်ရိုး၃ချောင်းကျိုးသွားတာနင်းလေးဆရာဝန်ကပြောတယ်နင်အနည်းဆုံး3လလောက်အိပ်ရတယ်လဲနေမှာလေကြက်နင်ဒါကိုတမင်တက်လောက်တာလားငါ့ကိုတနာအောင်လုပ်ပြီးစိတ်မကောင်းဖြစ်အောင်ဖန်တီးနေတာလားဆရာဝန်ကပြောတယ်နင်သာဆေးရုံကိုနိုင်ဝက်လောက်နောက်ကျပြီးရောက်ရင်တကယ်အသက်အန္တရာယ်ရှိနိုင်တဲ့အဲ့ဒီမြင်းခွာကနင်နှလုံးကိုနင်းမိဖို့2စင်တီမီတာပဲလိုတော့တာနင်ကန်ကောင်းသွားတယ်လို့ပဲပြောရမှာပေါ့ဟုတ်ပါရဲ့ကျွန်တော်ကန်ကောင်းတာပေါ့တခင်မလေးအတွက်တစ်ဆက်နှလုံးလုံးအနာခံပေးခဲ့တာတော့တေးမင်းကကျွန်တော်ကိုအခုထိလာမခေါ်သေးဘူးပဲကျွန်တော်စကားကသူ့ရဲ့အကြည့်မခံတဲ့အကျိုးတစ်ခုကိုတော့ပုတ်မိလိုက်တယ်လို့သူ့မျက်နှာကြီးတင်းမာသွားပြီးချက်နင်ဘသူကိုလာပြီးလှောင်ပြောင်တရောနေတာလဲငါ့ကိုကဲတင်ရမှာကနင်ရဲ့မပြတ်မကွက်လုပ်ရမယ့်တာဝန်မဟုတ်ဘူးလားလို့အော်ပြီးတကားကိုဝုန်းခနဲ့ဆောင်ပိတ်ကထွက်သွားတော့တယ်ကျွန်တော်ဖြည်းဖြည်းချင်းပဲတက်ပြင်းချလိုက်မိတယ်ဖုန်းကလည်းသူ့လက်ချက်နဲ့ပျက်စီးသွားခဲ့ပြီဆိုတော့အနာတယောက်ဘယ်လိုနေမလဲဆိုတာကျွန်တော်ဘာမှမသိရတော့ပါဘူးအဲ့ဒီညမှာပဲလူစီပြန်ရောက်လာခဲ့တယ်သူမူးနေတဲ့ပုံပဲချက်ငါတောင်းပန်ပါတယ်ငါတမင်ပြောတာမဟုတ်ပါဘူးငါတကယ်ကြောက်သွားလို့ပါလို့သူကငိုတမ်းမကြီးနဲ့ပြောရှာတယ်ဒီနေ့နေငါ့ကိုတွန်းထုတ်လိုက်တဲ့ပုံစံကလွန်ခဲ့တဲ့10နှစ်ကလမ်းကြားထဲမှာဖြစ်ခဲ့တဲ့အချိန်တုန်းကအတိုင်းပဲဒါပေမဲ့ဒီတစ်ခေါက်ကျတော့နင်ကလုံးဝမလုံးမရှက်ပဲလဲနေခဲ့တာငါနဲ့နာမည်ကိုဘယ်တော့ပဲအော်ခေါ်နင်နိုးမလာခဲ့ဘူးငါတကယ်ပဲနင်တည်သွားပြီလို့ထင်ခဲ့တာကျွန်တော်သူ့ကိုတိတ်ဆိတ်စွာပဲစိုက်ကြည့်နေမိတယ်10နှစ်အတွင်းမှာဒါဟာကျွန်တော်ကိုသူပထမဆုံးအကြိမ်တောင်းပန်မှုချင်းပဲဒါပေမဲ့ကျွန်တော်ရင်ထဲမှာဘာခံစားချက်မှမရှိတော့ပါဘူးတခင်မလေးမူးနေပါပြီငါမမူးဘူးကြက်အလုံးမထွက်ပါနဲ့နော်ဟုတ်ပြီလားအဲ့ဒီမျက်ကန်းချင်းတွေးကိုလည်းမသွားပါနဲ့တော့ငါနင့်ကိုနောက်ခါတော့မပုံတော့ဘူးလာစားလဲတိုးပေးမယ်နင်ဘာလို့ချင်းလဲပြောငါအကုန်ပေးမယ်အနာကထွက်မသွားပါနဲ့နော်နောက်ဆိုနင်ပြောသမျှကိုပဲငါနားထောင်ပါမယ်တခင်မလေးကျွန်တော်ပြင်ပန်းလာပါပြီ10နှစ်ဆိုတာတော်တော်လေးကြာခဲ့ပါပြီကျွန်တော်ကိုသွားခွင့်ပြုပါတော့နင်ကအဲ့ဒီမူလာတန်းပြဆရာမမအတွက်နဲ့ငါအနာကနေဒီလောက်တောင်ထွက်သွားချင်နေတာလားသူကဘာတွေအဲ့ဒီလောက်ကောင်းနေလို့လဲငါအနာမှာပဲနေပါနင်ဘာလို့ချင်လို့လဲမလို့ချင်ပါဘူးသူကကျွန်တော်ကိုလူသားတယောက်ရဲ့တိတ်ခါကိုပေးပါတယ်ဒါဆိုနင့်အပြောအရငါကနင့်ကိုတိတ်ခါတရားမှမပေးခဲ့ဘူးပေါ့ဟုတ်လားချက်နင့်ရင်ဘက်ကိုလက်နဲ့ကင်ပြီးစဉ်းစားကြည့်စမ်းလွန်ခဲ့တဲ့10နှလုံးလုံးငနဲ့အပေါ်မကောင်းခဲ့တာရှိလို့လားအစင်းမြင့်တဲ့နေရာတွေကိုခေါ်သွားပေးတယ်တစိတ်ကောင်းအဝတ်စားတွေကားကောင်းတွေပေးစီခဲ့တယ်လေဒါပေမဲ့ကျွန်တော်ကတော့တခင်မလေးရဲ့တက်တော်ဆောင်တခင်မလေးမိသားစုရဲ့ခွေးတစ်ကောင်ဖြစ်ပဲရှိနေခဲ့တာပါတိတ်ခါကိုလိုချင်တယ်ဟုတ်လားငါတခုပြောပြမယ်နော်လူစီမိသားစုရဲ့ကြောထောက်နောက်ခံတာမရှိရင်နင်ကဘာကောင်မှမဟုတ်ဘူးနင်ကအထက်တန်းအောင်လက်မှတ်လေးတစ်ခုပဲရှိတဲ့စစ်မှုထမ်းဟောင်းတယောက်ဆိုတာအနာတာတိသွားရင်သူနင့်ကိုလိုချင်ဦးမလားသူကဘာကူမမုန်းပါလဲနင်မျက်နှာပေါ်ကအမာရွတ်ကိုလားဒါမှမဟုတ်နင်အသက်နဲ့လဲပြီးရှာထားတဲ့ပတ်စံတွေကိုလားကျွန်တော်ဆေးရုံမှာလောဝက်လောက်ကြာအောင်နေခဲ့ရတယ်လူစီတစ်ခေါက်မှရောက်မလာခဲ့ပေမဲ့သူ့ရဲ့အတွင်းရင်းမှုကတဆင့်အာဟာရဖြစ်ဆွတ်စာတွေကိုတော့နေတိုင်းလာပို့ခိုင်းတဲ့3ပတ်မြောက်ရောက်တဲ့ခါမှာတော့ကျွန်တော်အိယာကနေနောက်ဆုံးတော့ထထောင်နိုင်ခဲ့ပြီလူနာဆောင်တတိမထားမိတဲ့အချိန်မှာဆေးရုံထဲကနေကျွန်တော်တိတ်တဆိတ်ခိုးထွက်လာခဲ့တယ်ဖုန်းခေါ်လိုက်တော့အန်နာကိုင်းနဲ့သူ့တန်ကတော်တော်လေးပင်ပန်းနွမ်းနေပုံပဲကျွန်တော်ပါအန်နာချက်ပါအဲ့ဒီဘက်ကနေစက္ကန့်နဲ့ငယ်လောက်တိတ်ဆိတ်သွားပြီးမှသူ့ရဲ့လေတန်းကစင်ကားသွားပြီးကိုချက်ဘာကိစ္စရှိလို့လဲဟင်စိတ်မရှိပါနဲ့လို့ပြောလာခဲ့တယ်ကျွန်တော်အဆက်အသွယ်ခက်တက်ပြတ်သွားလို့ပါကျွန်တော်ဒဏ်ရာရသွားခဲ့တယ်ကျမသိပါတယ်ရှင့်ရဲ့အလုပ်ရှင်ကကျမစီလာသွားခဲ့တယ်လူစီကရှင့်ကိုချင်းချောက်ခဲ့တာလားကိုချက်ကျမတို့နောက်ထပ်အဆက်အသွယ်မလုပ်ကြတာတကယ်ပဲအကောင်းဆုံးပါပဲကျမကတာမန်ဆီယာမလေးတယောက်ပါအေးချမ်းချမ်းနဲ့တည်ငြိမ်တဲ့ဘဝမျိုးကိုပဲလိုချင်ပါတယ်အဲ့ဒီလိုချမ်းသာတဲ့အတိုင်းဝိုင်းရဲ့ပြဿနာတွေကြားထဲကျမမပတ်သက်ချင်ဘူးနှုတ်ဆက်ပါတယ်နော်ကျွန်တော်ဖုန်းကိုကင်ထားရင်းအဲ့ဒီနေရာမှာတင်အကြာကြီးမတ်တက်ရက်နေမိခဲ့တဲ့ဆေးရုံကိုအပြန်လမ်းမှာကျွန်တော်ဖုန်းဆိုင်တစ်ဆိုင်ဝင်ခဲ့တဲ့ဖုန်းတစ်တလုံးနဲ့ SIM card အတစ်တစ်ခုဝယ်လိုက်တာပေါ့ဖုန်းကိုဖွင့်လိုက်တဲ့ဒုတိယပိုင်းစက္ကန့်မှာလေလူစီစီကပေးပို့ထားတဲ့စာလို့10ဆောင်လုံးဝင်လာတော့တာပါပဲနင်တကယ်ပဲဆေးရုံကနေခိုးထွက်သွားတာလားနင့်ဖင်ကိုအခုချက်ချင်းဆေးရုံပြန်ရွှေ့လာခဲ့မလားယင်နင့်ရဲ့ဆေးပူဝါးကားတွေကိုငါဖျက်ပြင်မယ်နောက်ဆုံးတစ်ဆောင်ကတော့လွန်ခဲ့တဲ့10မိနစ်ကပို့ထားတာပါချက်နင့်လိုအကောင်လင်ကတကယ်ပဲအဲ့ဒီမိမကိုတွားတွေးဖို့အတွက်နဲ့ထွက်ပြေးသွားတာပေါ့ဟုတ်လားကျွန်တော်ဝင်လာတဲ့စာတို့တွေကိုအကုန်ဖျက်ပစ်လိုက်ပြီးသူ့ဖုန်းနံပါတ်ကိုပါဘလော့လိုက်တယ်ကျွန်တော်ဆေးရုံခန်းထဲပြန်ရောက်တဲ့အချိန်မှာတော့လူစီကကျွန်တော်ဆေးရုံခရင်ပေါ်မှာထိုင်နေနေပြီလူစီကကျွန်တော်ဆေးရုံခရင်ပေါ်မှာထိုင်နေပြီးကျွန်တော်ကိုတက်ပစ်ချင်နေတဲ့မျက်နှာပေးမျိုးလုပ်နေခဲ့တယ်ကျွန်တော်သူ့ကိုလစ်လူရှုထားလိုက်တော့ငါနင့်ကိုမေးနေတယ်လေနင်အန်နာစီတွားတွေ့တာလားနင်ကမိမတယောက်အတွက်နဲ့နင်ဘဝကိုအဆုံးရှုံးခံမလို့လားအတွင်းရင်းမှုမလေးကဝင်ပြီးတခင်မလေးသူခုလောလောဆယ်အနားယူဖို့လိုအပ်နေပါတယ်လို့တားရှာတယ်ကျွန်တော်ဘယ်သွားတော့တခင်မလေးနဲ့ဘာမှမဆိုင်ပါဘူးဝါအတော်ဟုတ်နေပါလားချက်အခုကြမှာပဲနင်ကအယိုးဆွဲပြီးတက်တိတွေရှိလာတာပေါ့ဟုတ်လားနင့်ရဲ့စာချုပ်တက်တမ်းမပြည့်သေးဘူးဆိုတာမမေ့နဲ့ဦးစာချုပ်ဖောက်ဖျက်မှုနဲ့ငါနင့်ကိုတရားစွဲလို့ရတယ်ကျွန်တော်မျက်လုံးတွေကိုမှိတ်ထားလိုက်မိတယ်အဲ့ဒီနောက်မှာတော့သူကအခန်းထဲမှာရှိသမျှအရာအလုံးကိုရိုက်ခွဲဖျက်ဆီးပစ်တော့တာပါပဲနင်းစောင့်ကြည့်နေလိုက်အန်နာကိုဒီနေ့ပဲဒီမျိုးဝကျုံးပေါ်မျိုးထဲကနေမောင်းထုတ်ပစ်မယ်လူစီသူ့ကိုတွားထိရဲရင်ထိကြည့်လိုက်လေကျွန်တော်ပြောလိုက်မယ်နော်ငါမိသားစုကလက်ဖျားလေးတစ်ချက်ခါလိုက်တာနဲ့တယ်သူ့မိသားစုတစ်ခုလုံးတူးထုတ်ပြီးတောင်းပန်လာရစေရမယ်တခင်မလေးတကယ်ပဲအဲ့ဒီလိုထင်နေတာလားတခင်မလေးသူ့စီမရောက်ခင်ပါတယ်တခင်မလေးရဲ့နာမည်ကိုလုံးဝပျက်စီးသွားအောင်ကျွန်တော်တေချာပေါက်လုပ်ပြမယ်လွန်ခဲ့တဲ့10နှလုံးလုံးတခင်မလေးရဲ့မကောင်းတဲ့အရှုပ်ထုတ်တွေကိုကျွန်တော်ဘယ်လောက်တောင်ရှင်းပေးခဲ့ရလဲဆိုတာတခင်မလေးအသိဆုံးပါချက်နင်ကမိမတယောက်အတွက်နဲ့ငါ့ကိုပြန်ချင်းချောက်နေတာလားတခင်မလေး
ရုံတောင်မှအကြက်ရိုက်လာရင်ပြန်ကြိုက်တတ်တာပဲကျွန်တော်တခင်မလေးရဲ့ခွေးဖြစ်30နှလုံးလုံးနေခဲ့ပြီမဲ့ကျွန်တော်မှအဆွေမရှိဘူးလို့မဆိုလိုဘူးနော်နေယူသွားပြီငါအဖေကိုပြောပြပြီးနင့်ကိုဒီမျိုးမှာဘလို့မှအသက်ရှင်လို့မရအောင်လုပ်ခိုင်းမယ်ပြောလိုက်လေတခင်မလေးရဲ့အဖေအနေနဲ့သူ့ရဲ့အဖိုးတန်သမီးလေးလွန်ခဲ့တဲ့နှစ်တွေအတွင်းဘာတွေလုပ်ခဲ့လဲဆိုတာအကုန်သိသွားရမယ့်အခွင့်အရေးကောင်းပဲပေါ့လွန်ခဲ့တဲ့3နှစ်ကတခင်မလေးအရက်မူပြီးလူတိုက်ပြီးတော့ကကျွန်တော်ဝန်ခံပေးခဲ့ရတဲ့ကိစ္စမျိုးလို့ဒါမှမဟုတ်လွန်ခဲ့တဲ့နှစ်ကပရာဟိတပွဲတုန်းကတခင်မလေးလေလံပစ္စည်းကိုလဲလှယ်ပြီးလူလန်းမှုကိုအတူအယောင်လုပ်ခဲ့တဲ့ကိစ္စမျိုးတွေပေါ့သူပါစကားမှပြန်မပြောနိုင်ပဲကျွန်တော်ကိုသစိမ်းတယောက်လိုစိုက်ကြည့်နေခဲ့ပြီးနောက်ဆုံးမှာတော့တကားကိုဝုန်းကနေစောင့်ပိတ်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့ထွက်ပြေးသွားတော့တယ်လူစီကဒါကိုနင့်စီပေးခိုင်းလိုက်တာပါသူကပြောတယ်ဒဏ်ရာပြောက်ကင်းအောင်ပဲအာယုံဆိုင်ပါတယ်နင်လိုအပ်တဲ့လောက်အခြေယူပြီးခွင့်ယူနိုင်ပါတယ်တဲ့လစာကိုလည်းပုံမှန်အတိုင်းပေးထားမှဖြစ်ပြီးနင်းတိတိကျကျစဉ်းစားပြီးရင်သူ့စီဖုန်းဆက်လိုက်ပါတယ်လူစီကိုကျွန်တော်ကိုစားကျေးဇူးတင်တယ်လို့ပြောပေးပါဒါပေမဲ့မလိုပါဘူးကျွန်တော်စာချုပ်ဖောက်ဖျက်ခြင်းကိုပေးရမှာဖြစ်ပြီးအလုပ်ထွက်စာကိုလည်းနောက်မှအီးမေးလ်ကနေပို့လိုက်ပါမယ်ချက်နင်တကယ်ပဲအတီးပြောနေတာလားအဲ့ဒီနေ့ကလူစီတညာအောင်ငိုနေခဲ့တာနော်သူတကယ်ပဲနင့်ကိုဂရုစိုက်တာပါအမမင်းလူစီဘေးနားမှာနေလာတာ9နှစ်ရှိပြီသူမင်းကိုဘယ်နှကြိမ်လောက်ရိုက်နှက်ခဲ့ဘူးလဲကို့အတွက်ပိုကောင်းမဲ့ lens ကိုပဲရှာဖွေလိုက်ပါကျွန်တော်လူမျိုး10နှစ်တာအချိန်တွေကိုအလားအဖြစ်မခံပါနဲ့ကျွန်တော်လူစီရဲ့ပီလာအင်ဂျီနဲ့အဝေးကြီးမှာရှိတဲ့တိုက်ခန်းသေးလေးတစ်ခုကိုငှားလိုက်တယ်ဒီနေရာလေးကရိုးရှင်းပေမဲ့နေအောင်ကြီးဖြာချလာတဲ့အခါမှာတော့တကယ်ကိုနှွေးထွေးမှုကိုခံစားရပါတယ်တခါတရံမှာတော့ကျွန်တော်အန်နာအကြောင်းကိုတွေးမိနေတော့မှာပဲလူစီပြောခဲ့တာမှန်ပါတယ်ကျွန်တော်မှတကူလုံးပြည့်နေတဲ့ဒဏ်ရာအမာရွတ်တွေကလွှဲရင်အသက်နဲ့လဲပြီးရှာထားတဲ့အဲ့ဒီပတ်စံတွေကကျွန်တော်ကိုဘာမှပြန်မပေးနိုင်ခဲ့ပါဘူးအေးချမ်းချမ်းနဲ့သတင်းပတ်နှစ်ပတ်ကုံဆုံးသွားခဲ့တယ်တညမှာတော့ကျွန်တော်အမိုက်ပြဖို့အောက်ထပ်ကိုဆင်းလာခဲ့ရင်ခြံဝင်းတကားနားမှာရပ်ထားတဲ့ရင်းနှီးနေတဲ့တန်ကားအမဲရောင်ကြီးကိုလှမ်းမြင်လိုက်ရတယ်အတွင်းရေးမှုမလေးကကားပေါ်ကဆင်းလာပြီးကားပေါ်တက်ပါကိုချက်တဲ့ဘာဖြစ်လို့လဲလို့မေးတော့တခင်ကြီးကရှင့်ကိုတွေးချင်လို့ပါတယ်ဥက္ကဋ္ဌကြီးတုံစင်ကကျွန်တော်ကိုဘာကိစ္စရှိလို့လဲရောက်ရင်သိရမှာပါစိတ်အေးထားပါသူရှင့်ကိုဒုက္ခပေးဖို့ကြံစီနေတာမဟုတ်ပါဘူးကျွန်တော်စက္ကန့်ပိုင်းလောက်တုံဆိုင်သွားပြီးမှကားပေါ်တက်လိုက်မိတယ်လမ်းမှာလူစီကချက်ကျမပြောင်းလဲသွားပြီလို့ပြောရင်နေယုံမလားနေယုံမှာမဟုတ်ဘူးဆိုတာကျမသိပါတယ်ဒါပေမဲ့ကျမအတီးပြောတာပါလွန်ခဲ့တဲ့နှစ်ပတ်လုံးကျမအများကြီးစဉ်းစားခဲ့ပြီးအရင်တုန်းကကျမမှားခဲ့ပါတယ်တဲ့ဗီလာအင်ကြီးကိုရောက်တော့တခင်ကြီးကစာကြည့်ခန်းထဲမှာစောင့်နေပါတယ်တခင်မလေးလည်းအထဲမှာရှိနေတယ်လို့အင်စီကပြောတယ်လူစီကကျွန်တော်လက်ကိုဆွဲပြီးလာပါငါအဖေပါပဲပြောပြန်မအော်နဲ့နော်ငါအဆင်ပြေအောင်လုပ်ပါမယ်လို့တိုးတိုးလေးပြောရှာတယ်စာကြည့်ခန်းထဲရောက်တော့ဥက္ကဋ္ဌကြီးကမင်းအလုပ်ထွက်မယ်လို့ကြားတယ်လူစီကမင်းကိုစိတ်ဒုက္ခပေးနေလို့လားလို့မေးတယ်ကျွန်တော်လူစီကိုတစ်ချက်လမ်းကြည့်လိုက်ပြီးဒါကကျွန်တော်ရဲ့ပုံကိုယ်ရေးကိစ္စပါခင်ဗျာတခြားအလုပ်တစ်ခုပဲပြောင်းလုပ်ချင်လို့ပါလို့ဖြေလိုက်တယ်ငါကိုအဲ့ဒီလောက်ထိအာနာနာဆက်ဆံနေဖို့မလိုပါဘူး30နှလုံးလုံးမင်းလူစီပေါ်လုပ်ပေးခဲ့တာတွေအားလုံးကိုငါသိပါတယ်လွန်ခဲ့တဲ့နှစ်ကသာမင်းမရှိရင်သူပြန်ပေးဆွဲခံရပြီးအသက်ခံရလောက်ပြီးတို့မိသားစုကမင်းပေါ်အသက်တစ်ချောင်းကျွေးတင်နေတာပါတန်30နဲ့မလုံးလောက်သေးရင်ငါထပ်တိုးပေးလို့ရတယ်ဥက္ကဋ္ဌကြီးတုံးစင်ဒါကဘာကိုဆိုလိုတာလဲခင်ဗျာဒါကနင့်နာကြီးပါပတ်စံကိုယူပြီးဒီမျိုးကနေထွက်သွားလိုက်ပါလို့ဥက္ကဋ္ဌကြီးကပြောတော့လူစီကဝင်ပြီးအဖေကျမကိုဂတိပေးထားတာဒါမျိုးမဟုတ်ဘူးလေလို့ပြောတယ်စိတ်နေစမ်းနင်တို့မိသားစုကိုအဆက်ခွဲခဲ့တာမဝသေးဘူးလားတက်တော်ဆောင်တယောက်အတွက်နဲ့နေယူတို့နေပြီးတို့မိသားစုကိုလူပြက်စရာဖြစ်အောင်လုပ်နေပြီးဥက္ကဋ္ဌကြီးကလူစီကိုငေါက်လိုက်ပြီးကျွန်တော်ဘက်လက်ကချက်မင်းကကလေးကောင်းတယောက်ပါဒါပေမဲ့မင်းနဲ့လူစီကတော့ဘလို့မှမဖြစ်နိုင်ဘူးပတ်စံကိုယူပြီးသွားပါတော့တဲ့ဥက္ကဋ္ဌကြီးတုံးစင်ကျွန်တော်ကပတ်စံမဲ့လို့ဒီအလုပ်ကိုလုပ်နေတာလို့တကယ်ပဲထင်နေတာလားခင်ဗျာဟွန်းမင်းကလူစီကိုတကယ်ပဲသဘောကျနေလို့တော့ငါ့ကိုမပြောနဲ့နော်ကျွန်တော်ကသဘောမကျပါဘူးလို့ပြက်ပြက်တတညင်းလိုက်တဲ့အချိန်မှာပဲလူစီမျက်နှာကြီးဖြူရောသွားခဲ့ရတယ်ဥက္ကဋ္ဌကြီးကဒါဆိုရင်မင်းဒီပတ်စံကိုပို့ပြီးတော့တောင်ယူတင်တာပေါ့မင်းတို့မိသားစုအတွက်မင်းရဲ့ဘဝ10နှစ်တာကိုပေးဆက်ခဲ့တာပဲမင်းကိုလက်ပလာနဲ့ထွက်သွားခွင့်မပြုနိုင်ဘူးလို့ထပ်ပြောတယ်ကျွန်တော်ချက်လက်မှတ်ကိုကောက်ယူပြီးအလဲကနေနှစ်ပိုင်းဖြတ်တောက်ဆွဲဖြတ်ပစ်လိုက်တယ်စာချုပ်အရာပေးတော်ရမယ်စာချုပ်ဖောက်ဖျက်ခြင်းကိုကျွန်တော်ပုံမှန်အတိုင်းပေးတော်ပါမယ်ခွင့်ပြုပါဦးခင်ဗျာအဲ့ဒီနောက်ကျွန်တော်လက်ထွက်ဖို့ပြင်လိုက်တဲ့အချိန်မှာလူစီကမသွားပါနဲ့အဖေကသဘောမတူရင်လည်းရတယ်ကျမအနေနဲ့အတူလိုက်ခဲ့မယ်လို့အော်ပြီးလိုက်ဖို့လုပ်တော့ဥက္ကဋ္ဌကြီးကသူ့ကိုဖမ်းထားလိုက်စမ်းလို့အမိန့်ပေးတယ်ကျမကိုလွှတ်ချစမ်းပါချက်နင်သာအခုထွက်သွားရင်နင့်ကိုကျမဘယ်တော့မှခွင့်မလုပ်ဘူးလို့လူစီကုန်းအော်နေခဲ့ပေမဲ့ကျွန်တော်နောက်လက်မကြည့်ပဲပီလာအင်ကြီးတွေကနေခြေလမ်းကျဲကြီးတွေနဲ့ထွက်လာခဲ့တော့တယ်အဲ့ဒီအချိန်မှာကျွန်တော်ဖုန်းကတုံခါလာတယ်အမည်မသိနံပါတ်တစ်ခုစီကစာတိုပါချက်နင်ကတကယ်ကိုရက်ဆက်တဲ့ကောင်ပဲဒါပေမဲ့ငါနင့်ကိုအလုပ်ပေးမှာမဟုတ်ဘူးနင်ဘယ်ကိုပဲပြေးပြေးငါနင့်ကိုရှာဖွေမှာပဲတဲ့ဒါလူစီလက်ချက်ဆိုတာတိလို့ကျွန်တော်စာကိုဖျက်ပစ်လိုက်တယ်ဒါပေမဲ့ဖုန်းကထပ်ပြီးတုံခါလာပြန်တယ်ဒီတစ်ခေါက်တော့အန်နာရဲ့ဖုန်းနံပါတ်ဖြစ်နေတာကြောင့်ကျွန်တော်တုံဆိုင်သွားပြီးမှဖုန်းကင်လိုက်မိတယ်ဒါပေမဲ့ဖုန်းအောက်ခြေကနေထွက်ပေါ်လာတဲ့အတန်ကအန်နာအတန်မဟုတ်ပဲလူစီအတန်ဖြစ်နေတယ်ငါကအဲ့ဒီမူလာတန်းပြစရာမှမထက်ဘာရီညံ့ဖြစ်နေလို့လဲဟင်ကျေးဇူးပြုပြီးပြန်လာပါနော်နင်ပါလို့ခြင်းလဲငါအကုန်ပေးပါမယ်တခင်မလေးမူးနေပါပြီတခင်မလေးဘေးနားမှာရှိတဲ့လူကိုဖုန်းပေးလိုက်ပါဘယ်သူမှမရှိဘူးငါတယောက်တည်းပဲပြီးတော့ဒီဘားထဲကလူတွေအများကြီးကငါ့ကိုပဲစိုက်ကြည့်နေကြတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခိုက်အတန့်မှာလေကျွန်တော်ရင်တစ်ခုလုံးထိတ်ခနဲဖြစ်သွားခဲ့ရတော့တယ်နိုင်ဖောပါဆိုတာကြံချံမြို့မှာအစိုးဆုံးနဲ့အရှုပ်ထွေးဆုံးနေရာတွေတဲကတစ်ခုပဲအဲ့ဒီမှာပဲငြိမ်ငြိမ်လေးနေပါတခင်မလေးရဲ့အိမ်ကတက်တော်ဆောင်တွေကိုလာခေါ်ခိုင်းလိုက်မယ်သူတို့ကိုဖုန်းမဆက်နဲ့နင်ကိုယ်တိုင်လာခဲ့စီချင်တာကျွန်တော်ဖုန်းပြန်ခေါ်လိုက်ပေမဲ့သူ့ဖုန်းကပိတ်သွားခဲ့ပြီးနောက်ဆုံးတော့လေကျွန်တော်ဒီအတိုင်းပြစ်ထားလို့မရခဲ့တာကြောင့်ဖုန်းတင်နေပဲအိမ်ကတက်တော်ဆောင်တွေစီဖုန်းဆက်လိုက်ရတယ်ခေါင်းဆောင်တခင်မလေးလူစီနိုင်ဖောပါမှာရောက်နေတဲ့ပြဿနာတက်နေပုံပဲအကိုချက်တခင်မလေးလူစီကဒီနေ့မိုးလွဲပိုင်းကတင်တို့တစ်ဖွဲ့လုံးကိုအလုပ်ထုတ်ပစ်လိုက်ပြီးပြအကိုပဲကိုယ်တိုင်သွားလိုက်တာကိုကောင်းမယ်ထင်တယ်လိပ်စာပို့ပေးလိုက်မယ်10မိနစ်အကြာမှာတော့ကျွန်တော်အနာကတစည်းနဲ့နိုင်ဖောပါစီရောက်သွားခဲ့တယ်လူစီနိုးသူကတော့လုံးဝကိုမူးနောက်နေပြီးစကွဲပေါ်မှာမှောက်ရက်ကြီးလဲနေခဲ့ပြီးဘေးနားကလူအုပ်စုအချို့ကလည်းတားကောင်ကိုချောင်းနေတဲ့တားရဲတွေလူသူ့ကိုစိုက်ကြည့်နေကြတာကြောင့်ကျွန်တော်ကြားထဲကဝင်ပြီးသူတို့ကိုတွန်းထုတ်ပစ်လိုက်ရတယ်လူစီနိုးပြ
သူကမျက်လုံးတွေကိုအာယူဖွင့်ပြီးမူးမူးယူးယူးနဲ့ကြည့်လာတယ်ကျွန်တော်ဘာချက်ပါနင်တကယ်ပဲရောက်လာတာပဲနော်ကျွန်တော်သူ့ကိုထူဖို့စူးစမ်းပေမဲ့သူကကျွန်တော်ကိုပေါ်ကိုအာကူတကြီးနဲ့တကူလုံးပြစ်လဲချလိုက်တယ်ငါနင့်တိုက်ခန်းကိုလိုက်ချင်တယ်ဒါကမတင်တော့ပါဘူးတခင်မလေးဒါဆိုရင်လည်းဟိုတယ်တစ်ခုခုကိုခေါ်သွားပေးလေတခင်မလေးလူစီကျေးဇူးပြုပြီးကိုတိတ်ခါရှိနေစမ်းပါသူ့မျက်ဝန်းတွေကချက်ချင်းအေးဆက်သွားပြီးနင်ကလူကြီးလူကောင်းအောင်ဆောင်မနေပါနဲ့ငါကအဲ့ဒီအန်နာထက်ဘာတွေညံ့ပြင်းနေလို့လဲတဲ့တခင်မလေးဒီလိုပဲဆက်လုပ်နေမယ်ဆိုရင်ကျွန်တော်ဥက္ကဋ္ဌကြီးတော်မစင်စီဖုန်းဆက်ရလိမ့်မယ်နင်ကတော့တကယ်လူရုံမှာပဲနောက်ဆုံးတော့လေသူ့ကိုလူစီတို့ရဲ့ပီလာအင်ကြီးစီပဲကျွန်တော်ပြန်ပို့ပေးခဲ့ရတာပါပဲကိုချက်ပြန်ရောက်လာပြီးပဲအိမ်စီတွေကစီးကြကြတယ်လူစီကတော့မသွားပါနဲ့ငါတကယ်မှသွားခဲ့တာပါနောက်ဆုံးနင့်ကိုမနှိမ့်ဆက်တော့ဘူးနင်လိုရှိတဲ့လေးစားမှုကိုလည်းငါပေးပါမယ်ငါ့ကိုပြစ်ပြီးထွက်မသွားပါနဲ့နော်လူပြောင်ကတန်းပြောနေရှာတယ်ဂုံးလိုက်ပါတခင်မလေးလူစီချက်နင်ဒါကိုနောက်တရစေရမယ်နောက်တနေ့မှာတော့ကျွန်တော်အလုပ်သစ်ရှာဖွေဖို့စတင်ခဲ့တယ်ဒါပေမဲ့တိတ်မကြခင်မှာတင်တခုခုပုံမှန်မဟုတ်ဘူးဆိုတာကျွန်တော်ရိပ်မိလိုက်တယ်ကျွန်တော်လူတွေစစ်ဆေးခံရတဲ့ကုမ္ပဏီတိုင်းကလူတွေဟာကျွန်တော်ရဲ့ကိုရေးရဆိုရင် resume ကိုမြင်တာနဲ့တင်မျိုးလုံးချင်းမစုံရဲပဲရှောင်ဖယ်သွားကြတယ်စိတ်မရှိပါနဲ့ဗျာခင်ဗျားရဲ့အရေးချင်းကတို့ကုမ္ပဏီအတွက်အရန်ကိုပိုရှန်နေပါတယ်တို့လူကုမ္ပဏီသေးလေးကခင်ဗျားလိုလူမျိုးကိုအလုံးမခန့်နိုင်ပါဘူးတဲ့နောက်ဆုံးကုန်တင်ကားမောင်းတဲ့အလုပ်တွေကအစကျွန်တော်ကိုညှင်းပယ်ခဲ့ကြတယ်အဲ့ဒီနောက်လမ်းကြားဝါတစ်ခုအရောက်မှာတော့လူမျိုးဝတ်စုံဝတ်ထားတဲ့လူနှစ်ယောက်ကကျွန်တော်လမ်းကိုပိတ်စီးလိုက်တယ်ကိုချက်တခင်မလေးလူစီကခင်ဗျားကိုလက်ဖက်ရည်တောက်ဖို့ဖိတ်ခေါ်နေပါတယ်ကျွန်တော်မလိုက်ရင်ကောဒါဆိုရင်တော့ဒုဘက်ကအကျန်းနဲ့300လိမ့်မယ်ဒါကဝီတောင်ကဓာဟုံပေါင်လက်ဖက်ရည်လေးငါအဖေရဲ့ကိုပိုင်ကောင်းဆုံးလက်ဖက်ရည်ဦးပေါ့တခင်မလေးလူချင်းတဲ့အကြောင်းအရာကိုပဲတက်ပြောပါအလုပ်ရှာရတာအဆင်ပြေရဲ့လားတခင်မလေးရဲ့ကျေးဇူးကြောင့်အခုကျွန်တော်ကိုဘယ်သူမှအလုပ်မခံရဲကြတော့ဘူးလေငါစီပဲပြန်လာခဲ့ပါလာစာ3ဆတိုးပေးမဲ့အပြင်ကားနဲ့အိမ်မှာပေးမဲ့နင်းရဲ့တခုတည်းသောအလုပ်ကငါ့ကိုကာကွယ်ပေးဖို့ပဲတခြားအောက်ခြေသိမ်းအလုပ်တွေလုပ်เสียရမလို့တော့ဘူးနင်းလေးစားမှုလိုချင်တယ်မလားငါပေးပါမယ်သူကခဏလောက်တုံဆိုင်သွားပြီးမှပြီးတော့အရင်ကဖြစ်ခဲ့တဲ့များကိစ္စတွေအတွက်လည်းနင့်ကိုငါတောင်းပန်နိုင်ပါတယ်စီကန်းချက်ကဘာလဲအန်နာနဲ့ဝေးဝေးနေပါပြီးတော့ငါအနာကနေနောက်ဘယ်တော့မှထပ်ပြီးအလုပ်မထွက်ပါနဲ့ဒါဆိုရင်တော့ဘာမှဆက်ပြောနေစရာမလိုတော့ဘူးနင်အယုံဝင်မပြစမ်းနဲ့ငါတသက်မှာဘသူအတွက်မှဒီလောက်အထိအောက်ကြနောက်ကြမခံခဲ့ဘူးဒါဆိုလဲနောက်ထပ်ဒီအကြောင်းကိုထပ်မပြောပါနဲ့တော့တခင်မလေးလန်းတခင်မလေးသွားကျွန်တော်လန်းကျွန်တော်သွားပါမယ်ကျွန်တော်တကားကိုဆွဲဖွင့်လိုက်တော့တက်တော်ဆောင်၄ယောက်ကလမ်းကိုပိတ်စီးထားကြတယ်အဲ့ဒီအချိန်မှာတင်လူစီကကျွန်တော်နောက်ကျောဘက်ကနေလှမ်းပြောလိုက်တယ်ဒီနေ့မှာရွေးချယ်စရာလမ်းနှစ်လမ်းပဲရှိတယ်စာချုပ်တစ်ကိုလက်မှတ်ထိုးမလားဒါမှမဟုတ်လူနာတင်ထန်းစင်နဲ့ဒီအပြင်ကိုထွက်သွားမလားကျွန်တော်လှည့်ကြည့်ပြီးသူ့ကိုစိုက်ကြည့်လိုက်တယ်တခင်မလေးတကယ်ပဲဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်တာလားနင်ကငါ့ကိုမလုပ်ရဲဘူးထင်နေတာလားကျွန်တော်ရုတ်တရက်ရေမောလိုက်ပြီးလုပ်ကြည့်လေနောက်တစ်စက္ကန့်မှာလေကိုလုံးအကြီးဆုံးတက်တော်ဆောင်ကကျွန်တော်စီပြေးဝင်လာတော့တာပါပဲကျွန်တော်ဘေးကိုရှောင်းလိုက်ပြီးသူ့ရဲ့လေဘင်းအနောက်ဘက်ကိုအားနဲ့ထူချပစ်လိုက်တယ်ကျန်တဲ့3ယောက်ကလည်းတတိုင်းနဲ့ထဲကြားထဲဝင်လာကြတယ်ဒီလက်ဖက်ရည်တောက်တဲ့အခန်းကချင်းချင်းလေးမို့လို့ရှောင်းကွင်းစရာနေရာမရှိဘူးကျွန်တော်ရင်ဘက်ကိုတူကြီးနဲ့အပြင်းပြင်းထုလိုက်တယ်လို့မျိုးခံစားလိုက်ရပြီးမျက်စိထဲပြခနဲ့ဖြစ်သွားခဲ့တယ်ဒါပေမဲ့လွန်ခဲ့တဲ့10နှလုံးလုံးအသက်နဲ့လဲပြီးတိုက်ခိုက်လာခဲ့ရတဲ့အတွေ့အကြုံတွေကအလကားတော့ဖြစ်မသွားပါဘူးငါမိနစ်အကြာမှာတော့တက်တော်ဆောင်4ယောက်လုံးကျမ်းပြင်ပေါ်မှာညှဉ်းညူပြီးလဲကျနေခဲ့ကြပြီကျွန်တော်နှကန်းထောင်းကသွေးတွေကိုတုပ်လိုက်ရင်မျက်နှာဖြူဖြော်နေတဲ့လူစီကိုစိုက်ကြည့်လိုက်တယ်ဆက်လုပ်ဦးမလားတခင်မလေးနင်သာဒီနေ့ဒီတကားကနေထွက်သွားရင်ငါ့ကိုနောက်ဘယ်တော့မှတွေ့ရတော့မှာမဟုတ်ဘူးကျွန်တော်မျက်မှောင်ကျုပ်လိုက်မိတယ်တခင်မလေးတကယ်ယူနေပြီသူ့လက်တွေကတုံရင်နေခဲ့ပြီဓာတ်သွားကသူ့အရေးပြားကိုဖျက်ရှာမိသွားလို့သွေးစားတွေတောင်စိတ်ထွက်လာနေပြီဟုတ်တယ်ငါယူနေတာနင်ပဲငါ့ကိုဒီလိုဖြစ်အောင်တွန်းပို့ခဲ့တာလေနင်သာထွက်သွားရင်ငါဘာဆက်လုပ်ရမှာလဲကျွန်တော်သူ့စီဖြည်းဖြည်းချင်းခြေလန်းလန်းလိုက်ပြီးဓာတ်ကိုအောက်ချလိုက်ပါမချဘူးနင်ပြန်လာပါမယ်လို့ဂတိမပေးမချင်းမချဘူးလူဆန်းကျွန်တော်ရှေ့ကိုတိုးပြီးဓာတ်ကိုလူယူလိုက်ကအခန်းရဲ့တစ်ဖက်ချမ်းစီလွှင့်ပစ်လိုက်တယ်သူကတော့ကျမ်းပြင်ပေါ်လဲကျသွားပြီးငိုချပါတော့တယ်ချက်ရှေးဦးသူနာပြုတ်တာပဲမှာလဲသူကဘီရိုစီကိုလက်ညှိုးထိုးပြတယ်သူကမျက်ရည်တွေစီးကျနေတဲ့မျက်နှာနဲ့ကျွန်တော်ကိုမောကြည့်ရင်အရင်တုန်းကဆိုနင်ကဒဏ်ရာကိုလေးလေးမှုတ်ပေးပြီးမနာတော့ဘူးလို့ပြောပေးနေကြလေကျွန်တော်လက်တွေစက္ကန့်ပိုင်းလောက်တုံဆိုင်သွားမိတယ်အဲ့ဒီနောက်သူကကျွန်တော်အင်ဂျီဆွန်းကိုဆွဲကင်ပြီးငါတကယ်ပြောင်းလဲသွားပြီလို့ပြောရင်ကောနင်မယုံဘူးမဟုတ်လားဒီလိုမိုက်မဲတဲ့အလုပ်မျိုးနောက်ဘယ်တော့မှထပ်မလုပ်ပါနဲ့တော့ကျွန်တော်သွားတော့မယ်ချက်အန်နာအိမ်အောင်ပြုတော့မှာတခင်မလေးအခုဘာပြောလိုက်တာလဲသူမိဘတွေကပတ်စံ9သိန်းယူပြီးမြေရော်ကြီးရလို့ချမ်းသာလာတဲ့လူတစ်ယောက်နဲ့အတင်းအဓမ္မလက်ထပ်ခိုင်းနေတာဒီနေ့မိုးလဲပိုင်းမှာသူတို့လက်ထက်စာချုပ်သွားယူကြတော့မှာကျွန်တော်လက်ဖက်ရည်တောက်တဲ့အခန်းထဲပြန်ဝင်သွားပြီးတခင်မလေးသူ့ကိုဘာလုပ်လိုက်တာလဲငါဘာမှမလုပ်ခဲ့ပါဘူးသူ့ကိုလက်တွေ့ဘဝကိုပဲမြင်အောင်ပြလိုက်တာဒီကဘာကြီးကဒီလိုပဲလက်ဖက်နေတာလေပတ်စံနဲ့အာနာကပဲအရာရာကိုစိုးမိုးထားတာနင်သူ့ကိုမကာကွယ်နိုင်ပါဘူးကျွန်တော်သူ့ကိုတွန်းထုတ်ပြီးတကားအပြင်ကိုအပြေးလွှားထွက်လာခဲ့တော့တယ်ပြီးနေရင်းနဲ့အန်နာစီဖုန်းခေါ်ပြီးမဲ့တစ်ချိန်လုံးစက်ပိတ်ထားတယ်ပဲပြနေခဲ့တယ်အကြောင်းကိုဖုန်းဆက်ကြည့်တော့လေသူ့လုပ်ဖို့ကင်ဘက်တွေကစကားလွှဲပြီးအန်နာဒီနေ့ခွင့်ယူထားပါတယ်မင်္ဂလာကိစ္စတစ်ခုစီစဉ်စရာရှိလို့ပြောသွားတယ်တဲ့ကျွန်တော်တရားရုံးစီတက်တယ်ပဲအပြေးလွှားသွားခဲ့တယ်အဲ့ဒီကိုရောက်တဲ့အချိန်မှာအန်နာကမျက်နှာဖြူဖြော်နေတဲ့ပုံစံနဲ့ကားပေါ်ကဆင်းလာတာကိုလှမ်းမြင်လိုက်ရတယ်သူ့ဘေးမှာတော့ပုပ်ပုပ်အလူတယောက်ရှိနေခဲ့တယ်ချက်ရှင့်အခုဒီမှာဘာလာလုပ်တာလဲမင်းကဘဲကကောင်းလဲငါမိမကိုဘာလို့လာထိရဲရတာလဲမင်းကတည်ငြိမ်တဲ့ဘဝမျိုးကိုလိုချင်တယ်လို့ပြောခဲ့တယ်မလားဒါကမင်းရွေးချယ်လိုက်တဲ့တည်ငြိမ်တဲ့ဘဝပေါ်ဟုတ်လားကျမမေကပတ်စံတွေယူလိုက်ပြီလေပြီးတော့ကျမဖေကလည်းခွဲစိတ်ကူတာဖို့လိုအပ်နေလို့ပါမင်းကဒီကောင်ချောလေးနဲ့ဘာတွေအချိန်ဖြုံးနေတာလဲသွားလက်ထပ်စာချုပ်သွားယူရအောင်သူဒါကိုမလိုချင်ဘူးဆိုတာခင်ဗျားမမြင်ဘူးလားမင်းတို့မိသားစုကပတ်စံ9သိန်းတောင်ယူပြီးသွားပြီပဲဟာသူညင်းပိုင်ခွင့်ရှိသေးလို့လားတငယ်ချင်းတိတက်ရင်ဖဲသွားစမ်းမဟုတ်ရင်နောက်ဆက်တွဲဖြစ်လာမယ့်ကိစ္စတွေအတွက်ငါ့ကိုအပြစ်မတင်နဲ့အန်နာကထိတ်လက်တကြားနဲ့ကျွန်တော်လက်မောင်းကိုလှမ်းဆွဲလိုက်တယ်ကျွန်တော်နဲ့လိုက်ခဲ့ပါအဲ့ဒီပတ်စံတွေကိုကျွန်တော်ပြန်ရုပ်ပေးပါမယ်ပြီးတော့အန်နာဖေရဲ့ခွဲစိတ်စည်းကိုလည်းကျွန်တော်အကုန်ကြခံပါမယ်မင်းကအဲ့ဒီလောက်ထိများပြားတဲ့ပတ်စံတွေကိုဘယ်ကနေသွားရမှာလဲကျွန်တော်အသက်နဲ့လဲပြီးတစ်ဆက်နှလုံးလုံးကာကွယ်ပေးခဲ့တာ
အဲ့ဒါကအန်နာရဲ့လွတ်လပ်ခွင့်ကိုဝယ်ယူဖို့မလုံလောက်သေးဘူးလားမင်းကများထွက်သွားကြည်စံမင်းတို့မိသားစုတစ်ခုလုံးကြံမြို့မှာနေလို့မရအောင်ငါလုပ်ဖြစ်မယ်အန်နာမိသားစုကိုလက်ဖြားလေးတစ်ချက်ပဲထိကြည့်လိုက်လူစီတို့ကုမ္ပဏီအခွန်ဆောင်ထားတဲ့အထောက်အထားတွေကိုအာဏာပိုင်တွေလက်ထဲအခုချက်ချင်းအပ်ပစ်လိုက်မယ်အဲ့ဒီကြရင်ဘယ်သူအလဲရောက်မလဲဆိုတာကြည့်ကြသေးတာပေါ့အဲ့ဒီလူကချက်ချင်းပဲပါဆက်ပိတ်သွားတော့တယ်ကျွန်တော်အန်နာကိုခေါ်ပြီးအငှားကားတစ်စီးနဲ့တိုက်ခန်းကိုပြန်လာခဲ့ကြတယ်ကိုချက်ကကျမကိုဘာလို့ဒီလောက်တောင်ကူညီပေးရတာလဲဟင်အန်နာချက်ကျွေးတဲ့ဝတ်သားနီးချက်ကအရန်ကောင်းတယ်လို့ပြောခဲ့ဘူးတယ်မလားကျွန်တော်မြည်စမ်းကြည့်ချင်လို့ပါဒါပေမဲ့ပထမဆုံးအနေနဲ့သမီးကညာကြီးကိစ္စကိုအရင်ရှင်းရအောင်ပတ်စံ9သိန်းကိုကျွန်တော်အခုချက်ချင်းလွှဲပေးလိုက်မယ်သွားပြီးတော့အဲ့ဒီလူကိုပြန်ပေးလိုက်ပါကျမကိုချက်ရဲ့ပတ်စံတွေကိုမယူဝင်းပါဘူးရှင်ကျွန်တော်အခုပဲလွှဲပေးလိုက်ပါမယ်ဘန်တိုးနှုတ်အတိုင်းပြန်ဆက်ပါမယ်ဆိုတဲ့အကျွေးမှတ်တမ်းလွှာလေးတစ်ခုပဲရေးပေးထားရင်ရပါပြီကိုချက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျွန်တော်အန်နာရဲ့ကြောပြင်လေးကိုအသားရပုတ်ပြီးနှစ်သိမ့်ပေးလိုက်တယ်အဲ့ဒီနောက်လာတာဆောင်ကနေလှမ်းကြည့်လိုက်တော့တိုက်ခန်းအောက်ကအရေးထဲမှာရက်ထားတဲ့စိန်ခံကားအမဲရောင်ကြီးကိုလှမ်းမြင်လိုက်ရတယ်ထင်ထားတဲ့အတိုင်းပဲကျွန်တော်ဖုန်းမြည်လာခဲ့တယ်ကဲသူရဲကောင်းကြီးလုပ်ပြီးမိန်းကလေးကိုကယ်တင်ခဲ့ရတာဆိုတော့တကယ်ကိုစိတ်လှုပ်ရှားစရာပဲမလားအခုနင်းပါလို့ရှိလဲချက်ငါနင်းကိုအခွင့်အရေးပေးခဲ့တော့ကမယူဘဲနဲ့အခုကြမှာတော့ငါစီတူးထောက်လာတောင်းပန်ဖို့ပြင်ထားလိုက်တော့နောက်တနေ့ကစပြီးကျွန်တော်ဘက်ပေါင်းစုံကနေအနှိမ့်ဆက်ခံရတော့တာပါပဲကျွန်တော်ရဲ့ဘန်ကတ်တွေအားလုံးအေးခဲခံလိုက်ရတယ်လို့အိမ်ငါခပေးထားတဲ့အိမ်ရှင်ကလည်းရုတ်တရက်ကြီးဖုန်းဆက်ပြီးမင်းကိုဒီအိမ်ဆက်မငားနိုင်တော့ဘူးအခုချက်ချင်းအမြန်ဆုံးဖယ်ပေးပါတဲ့ဘန်ကိုသွားပြီးတော့လဲဝန်ထမ်းကကိုချက်ခင်ဗျားရဲ့အကောင့်ကငွေကြေးခွာချမှုစုံစမ်းစစ်ဆေးခြင်းခံနေရတာကြောင့်ယာယီပိတ်ထားပါတယ်တဲ့ဒါတွေအားလုံးကတော်စင်မီသားစုကနောက်ွယ်ကနေကျုပ်ကင်နေတာဆိုတာကျွန်တော်သိတာကြောင့်ဘာမှသွားပြီးအငင်းခုံမလုပ်တော့ပဲကြိုတင်ပြင်ဆင်တဲ့အနေနဲ့လက်ထဲမှာရှိတဲ့ငွေသားအချို့ကိုပဲထုတ်ထားလိုက်တယ်ကျွန်တော်တကယ်ကိုစိတ်ကုံမောပန်းလာပါပြီလွန်ခဲ့တဲ့10နှလုံးလုံးကျွန်တော်က True Match Show တွေကစက်ကောင်လူမျိုးနေထိုင်ခဲ့ရတာဖြစ်ပြီးအရာရာတိုင်းကိုတော်စင်မီသားစုကပဲချုပ်ကင်ထားခဲ့တာပါအဲ့ဒီအချိန်မှာတင်အမီမတိနံပါတ်တစ်ခုကနေဖုန်းဝင်လာပြန်တယ်ကင်လိုက်တော့ဥက္ကဋ္ဌကြီးတုံစင်ဖြစ်နေတယ်ချက်ငါလူစီကိုအရန်လိုလိုက်ခဲ့မိတာမှန်ပါတယ်ဒါပေမဲ့မင်းတာကိုတော့နားလည်ထားဖို့မျှော်လင့်တယ်တော်မစင်မီသားစုဆိုတာမင်းလိုလူမျိုးကတော်လန်ပုံကန်လို့ရတဲ့အတိုင်းဝိုင်းမဟုတ်ဘူးလူစီပြန်လာခဲ့ပါဒါဆိုရင်ဒီပြဿနာတွေအားလုံးပြတ်ကွယ်သွားလိမ့်မယ်မင်းသူ့ကိုတကယ်သဘောကျတယ်ဆိုရင်ငါတို့အနာဂတ်အတွက်ထည့်သွင်းစဉ်းစားပေးလို့ရတယ်ဘာကိုထည့်သွင်းစဉ်းစားမှလဲခင်ဗျာမင်းတို့နှစ်ယောက်ရဲ့ကိစ္စပေါ့လူစီကငါရဲ့တူးလေတော့တမိပါတနေ့ကျရင်တော်မစင်လုပ်ငန်းစုကြီးတစ်ခုလုံးကသူ့လက်ထဲနဲ့သူ့ရဲ့ခင်မုန်းဖြစ်လာမဲ့လူရဲ့လက်ထဲကိုရောက်သွားမှာဥက္ကဋ္ဌကြီးတော်မစင်ကျွန်တော်ကအဲ့ဒီလိုຢာတွေအတွက်နဲ့တခင်မလေးရဲ့ပြီးမှ10နှလုံးလုံးအသက်နဲ့လဲပြီးစောင့်ရှောက်ခဲ့တယ်လို့တကယ်ပဲထင်နေတာလားဟွန်းလူဆိုတာအများနဲ့အထက်ကိုပဲတက်ချင်ကြတာပဲလေအဲ့ဒါကရှက်စရာမှမဟုတ်တာအဲ့ဒီမူလာတန်းပြစရာမှနဲ့နှိုင်းရှင်ရင်လူစီကမင်းကိုအများကြီးပို့ပြီးပေးနိုင်ပါတယ်ဟုတ်ပါတယ်သူကျွန်တော်ကိုအများကြီးပေးနိုင်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးဖြစ်တဲ့အရာတစ်ခုကိုတော့သူဘယ်တော့မှမပေးနိုင်ဘူးအဲ့ဒါပါလေလွတ်လပ်ခွင့်အဲ့ဒီဘက်ကနေအကြာကြီးတိတ်ဆိတ်သွားပြီးမှမင်းဒါကိုနောက်တရားလိမ့်မယ်လို့ပြောပြီးဖုန်းချသွားခဲ့တယ်ဖုန်းချပြီးနောက်မှာတော့ကျွန်တော်ကြံမျိုးသို့မဟုတ်ရစ်ပါစီတီကနေလုံးဝထွက်ခွာဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ခီးဝေးကားဂိတ်ကိုသွားပြီးကားလက်မှတ်ဝယ်တဲ့အချိန်မှာအယောင်ဆိုင်ရေးမလေးကကျွန်တော်ကိုထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးစနစ် system ထဲမှာပြနေတာတော့ခင်ဗျားကခီးသွားလာခွင့်ကန့်သက်ခံထားရပါလေရှင်တဲ့တုံးစင်မီသားစုကကျွန်တော်ကိုလမ်းမရှိတော့တဲ့ကြောင်ထဲအထိတကယ်ပဲမောင်းပိတ်နေခဲ့တာပါကျွန်တော်ကိတ်ခဲကနေလမ်းလျှောက်ထွက်လာခဲ့တော့အဲ့ဒီစိန်ခံကအမဲရောင်ကြီးကကျွန်တော်နောက်ကိုထပ်ပြီးအမီးဆွဲလိုက်လာပြန်တယ်ကျွန်တော်ကားနာသွားပြီးမေးလိုက်တယ်ကျွန်တော်ကိုလွှတ်ပေးဖို့အတွက်ဘာတွေထပ်လို့ရအောင်မလဲကားပြင်းပေါက်ပွင့်လာပြီးလူစီကငါ့ကို3ရက်ပဲအချိန်ပေးပါ3ရက်တိတိပဲတော့အဲ့ဒီနောက်ပိုင်းကျရင်ငါနင့်ကိုလုံးဝလက်လွတ်ပေးပါမယ်နင့်ကိုလည်းနောက်ထပ်ဒုက္ခမှပေးတော့ဘူးကျွန်တော်ကသခင်မလေးရဲ့စကားကိုအခုထိယုံကြည်နေအောင်မယ်လို့တကယ်ပဲထင်နေတာလားအရာရာတိုင်းကိုစာချုပ်ပေါ်မှာအမဲရောင်ပေါ်အဖြူတင်ရေးသားထားပြီးသားပါရှိနေနဲ့လေတိတိကျကျစာချုပ်ချုပ်ဆိုထားပြီး3ရက်ပြည့်တာနဲ့ငါနင့်ကိုလွတ်လပ်ခွင့်ပေးမယ်အပြင်ပတ်စံ3တန်းမှထပ်ပေးမယ်ဘာဖြစ်လို့3ရက်လဲငါမွေးနေ့ရောက်တော့မှမို့လို့လေလွန်ခဲ့တဲ့10နှလုံးလုံးနင်ကငါပေးနာမှာအမြဲတမ်းရှိနေပြီးခဲ့တာပဲဒါကိုနောက်ဆုံးအကြိမ်ဖြစ်သဘောထားပြပါတော့ဟုတ်ပြီလားဒါပေမဲ့ကျွန်တော်တို့ကြားမှာစီကန်းချက်3ခုရှိရမယ်ကိုထိလက်ရောက်မရှိရဘူးကျွန်တော်မလုပ်ချင်တာကိုအတင်းအဓမ္မမခိုင်းရဘူးပြီးတော့အန်နာကိုလည်းထပ်ပြီးဒုက္ခမပေးရဘူးသဘောတူတယ်ပထမဆုံးနေ့မှာတော့သူကသူ့ကိုကစားကွင်းခေါ်သွားခိုင်းတယ်တာမန်ချစ်သူဆောင်တွဲတွေလိုပဲကစားနည်းတွေစီးဖို့တန်းစီခဲ့ကြတာပေါ့ရိုလာကိုစတာစီးတဲ့အချိန်မှာတော့သူကကျွန်တော်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ပြီးအားရပါရအော်ဟစ်နေခဲ့တယ်ကားပေါ်ကလည်းစင်းရောအလူရက်ကိုအော့အန်တော့တာပါပဲဘာလို့အတင်းစီးရတာလဲငါဒီလိုမျိုးအနည်းဆုံးတစ်ချိန်လောက်တော့လုပ်ကြည့်ချင်ခဲ့တာကြာပြီလေဒါပေမဲ့အဖေကအမြဲတမ်းအနေရရှိတယ်ဆိုပြီးပေးမစီခဲ့ဘူးနေ့လည်စာစားတဲ့အချိန်မှာသူ့ပါဆက်ပေးတွေမှာရေခဲမုံတွေပေးချန်ကုန်နဲ့ကျွန်တော်လည်းအရင်ကအကျင့်တိုင်းတ िश ူးနဲ့အလိုလျောက်တုပ်ပေးမိသွားခဲ့တယ်သူကကျွန်တော်ကိုအစိုက်ကြည့်နေရင်ရုတ်တရက်ကြီးမျက်ဝန်းတွေหนีရဲလာခဲ့ပြီးတောင်းပန်ပါတယ်လို့ပြောပြီးကောင်းမွန်ကရေခဲမုံကိုငြိမ်ငြိမ်လေးဆက်စားနေခဲ့တော့တယ်ငါသိပါတယ်ငါကစိတ်ဆိုးလွယ်တယ်ကြောက်ကြက်ကြတယ်အလိုလိုက်ခံထားရပြီးအကျိုးအကြောင်းမရှိစိုးနွဲ့တမန်ဒါပေမဲ့နင်းထွက်သွားမယ်လို့ပြောတဲ့အချိန်ကြာမှာပဲငါသိလိုက်ရတာနင်ကငါအတွက်အရာရာတိုင်းဖြစ်နေခဲ့တာပဲဆိုတာကိုငါမိဘတွေကအမြဲတမ်းစီးပွားရေးနဲ့ပဲအလုပ်ရှုပ်နေခဲ့ကြပြီးငါတငယ်ချင်းတွေကလည်းငါမိသားစုရဲ့ပတ်စံကိုပဲမကြတာနင်းတယောက်တည်းပဲငါရဲ့အရှုပ်ထုတ်တွေကိုငြိမ်ငြိမ်လေးလက်ရှင်းပေးခဲ့တာပါဒါကကျွန်တော်ရဲ့အလုပ်တာဝန်မှုလို့ပါမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ကငါပြန်ပေးဆွဲခံရတော့ကနင်ကအတွက်ဓာတ်တန်ရဝန်ခံပေးခဲ့တဲ့အချိန်မှာဒီကဘာပေါ်မှာဘယ်သူမှငါအပေါ်အဲ့ဒီလိုဆက်ဆံမှာမဟုတ်ဘူးဆိုတာငါသိလိုက်ရတယ်တကယ်လို့ငါကတခင်မလေးလူစီမဟုတ်ခဲ့ရင်နင်ငါကိုနည်းနည်းလောက်ဖြစ်ဖြစ်သဘောကျမိမှလားဟင်ကျွန်တော်ခဏလောက်တိတ်ဆိတ်သွားပြီးမှပြန်ပြောလိုက်တယ်ဘဝဆိုတာတကယ်လို့အဆိုတဲ့အရာတွေပေါ်မှာလဲပတ်နေတာမဟုတ်ဘူးတခင်မလေးငါသိပါတယ်ဒုတိယမြောက်နေ့မှာတော့သူကမြို့ပြင်ကအားကစားခန်းမမှာသူ့ကိုကိုခံပညာသင်ပေးဖို့တောင်းဆိုခဲ့တယ်ကျွန်တော်ကကွက်တစ်ခုကိုတရုတ်ပြနေတော့မှာပဲသူကနောက်ကျောဘက်ကနေကျွန်တော်ကိုရုတ်တရက်ကြီးတိုင်းဖက်လိုက်တယ်လူဆိုးကိုဖမ်းရင်ဒီလိုမျိုးဖမ်းရတာလားတခင်မလေးလွတ်ပါဒါကနောက်ဆုံးနေ့ပဲဥစ္စာငါ့ကို10မိနစ်လောက်ပဲဖတ်ထားခွင့်ပေးပါတော့10မိနစ်တည်းပါပဲဒါကစာချုပ်ထဲမှာတိတိကျကျရေးထားတာလေနင်ငါ့ကိုအဲ့ဒီလောက်တောင်မုန်းတာလား12တောင်အတူရှိခဲ့တာပဲဟာ
ခွေးတစ်ကောင်တောင်ဆိုရင်အမီးလုတ်ပြအောင်မယ်အခုတော့တခင်မလေးရဲ့ပါဇက်ကနေအမှန်တိုင်းထွက်လာပြီးပဲတခင်မလေးရဲ့မျက်စိထဲမှာတော့ကျွန်တော်ကအမြဲတမ်းခွေးတစ်ကောင်တက်ပါပဲငါအဲ့ဒီလိုဆိုလိုတာမဟုတ်ပါဘူးကျွန်တော်တပတ်ကိုပြန်သိမ်းလိုက်ရင်ဒီနေ့အတွက်ဒီလောက်ဆိုတော့ပါပြီတောင်းပန်ပါတယ်ငါစဉ်းစားဉာဏ်မရှိပဲပြောမိသွားလို့ပါမနေ့ဖြန်ကနောက်ဆုံးနေ့ဆိုတော့တခင်မလေးဂရိတီလိမ့်မယ်လို့မျှော်လင့်ပါတယ်တတိယမြောက်နေ့နောက်ဆုံးနေ့မှာတော့နေဝင်ချိန်ကိုကြည့်ဖို့ကမ်းခြေမှာတွေ့ကြရအောင်လို့သူချင်းခဲ့တယ်ကျွန်တော်ရောက်သွားတဲ့အချိန်မှာသူကခေါင်းဝင်လေးဝတ်ပြီးကြောက်ဆောင်တွေပေါ်မှာမတ်တရက်နေခဲ့တယ်နင်ကအရင်တုန်းကငါ့ကိုပယ်လဲလာကြည့်ဖို့အမြဲခေါ်ခဲ့ဘူးတယ်နော်အဲ့ဒီတုန်းကငါကအမြဲတမ်းအနေရရှိတယ်ဆိုပြီးညင်းခဲ့တာအခုမှပဲဒါကတကယ်ကိုလှပမှန်သိတော့တယ်နေဝင်ပြီးရင်အေးတက်ကမြ мян ဆန်ဆန်ဝင်လာတတ်တာမို့လို့တခင်မလေးအေးမိပါလိမ့်မယ်ချက်ဒီ10နှစ်တာကာလပတ်လုံးတွင်မှာနင်ငါ့ကိုမိမတယောက်အနေနဲ့မြင်ခဲ့မိတဲ့အခိုက်အတန့်လေးတစ်ခုလောက်ဖြစ်ဖြစ်ရှိခဲ့ဘူးလားမရှိခဲ့ပါဘူးအင်းစာချုပ်ထဲမှာဂရိပေးထားတဲ့အရာအလုံးကိုတော့အကုန်လုံးဖြည့်ဆည်းပေးထားပြီးပါပြီအနအဖေရဲ့ဆေးရုံဆေးတွေကိုအပြည့်အစုံပေးချေပေးထားပြီးဖြစ်တယ်လို့ရေရောကြီးရတဲ့ဘက်ကလူတွေကိုလည်းတိတိကျကျရှင်းလင်းထားပြီးပါပြီသူတို့အန်နာကိုနောက်ထပ်ဒုက္ခပေးတော့မှာမဟုတ်ပါဘူးသူ့စကားကြောင့်ကျွန်တော်နည်းနည်းတော့အံ့ဩသွားမိတယ်ကျေးဇူးတင်ပါတယ်ကားကကျွန်တော်တိုက်ခတ်အောင်မှာရက်လိုက်တဲ့အချိန်မှာသူကနေဦးငါမိနေတဲ့အရာတစ်ခုရှိသေးတယ်ငွေနေလက်ဆောင်လေးနင့်ကိုပြန်ပြီးအစားထိုးပေးတာကျွန်တော်ကိုဖွင့်ကြည့်လိုက်တော့တုံးဆွဲထားလို့ဟောင်းနှမ်းနေပြီးဓာတ်သွားတက်ခွဲ Blade Company ဆိုတဲ့စာတန်းလေးထွင်းထူထားတဲ့စစ်သုံးလက်ပတ်နာရီတစ်လုံးဖြစ်နေခဲ့တယ်ကျွန်တော်မင်းတက်သွားပြီးတခင်မလေးဒါကိုဘယ်လိုသိတာလဲနင်းစစ်မှုထမ်းခဲ့စဉ်တုန်းကအကြောင်းအရာမှန်သမျှကိုငါအကုန်လုံးသိထားတာပေါ့နင်းနှစ်တိုင်းမင်းရဲ့တက်စုမှုအုပ်ကူစီတိတ်တဆိတ်သွားကြတော့နေကြဆိုတာရဲ့စစ်ပတ်ဆိုင်ရာမဂဇင်းမှန်သမျှကိုလိုက်စုဆောင်းနေတာရဲ့ပြီးတော့ဓာတ်သွားတက်ခွဲရဲ့တက်ပုံကိုနင်းကောင်းအောင်မှာအမြဲထည့်ထားတာရဲ့ကိုငါသိတယ်ချက်နင်ကတက်တော်ဆောင်တယောက်မဟုတ်တယ်လို့ခွေးတကောင်လည်းမဟုတ်ပါဘူးနင်ကသူ့ရဲ့ကောင်းတယောက်ပါငါဘယ်တော့မှမထိုက်တန်နိုင်တော့မဲ့သူ့ရဲ့ကောင်းတယောက်ပေါ့သူကားပေါ်ပြန်တက်ပြီးမောင်းထွက်သွားခဲ့တယ်ကျွန်တော်လက်ပတ်နိုင်လေးကိုကိုင်းရင်လမ်းဘေးမှာမတ်တက်ရက်ကြံခဲ့မိတယ်နိုင်ရဲ့အနောက်ဘက်မှာတော့စာလုံးသေးလေးတွေနဲ့ကျမရဲ့သူ့ရဲ့ကောင်းထန်တို့လို့ထွင်းထူထားတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်ဖုန်းတုံခါလာပြီးစာတို့အစ်စ်တစောင်းဝင်လာခဲ့တယ်နင်လွတ်လပ်သွားပါပြီသူ့ကိုသွားလက်ထပ်လိုက်တော့နော်နှုတ်ဆက်ပါတယ်နောက်တစ်နေ့မှာတော့ကန့်တက်ချက်မှန်သမျှအားလုံးရုပ်သိမ်းခံလိုက်ရပြီးကျွန်တော်ရဲ့ဘဏ်အကောင့်လည်းပြန်ပွင့်သွားခဲ့တယ်အင်ရှင်ကလည်းဟာကိုချက်အရင်ကကိစ္စကအထင်လွဲသွားလို့ပါဗျာဒီမှာပဲဆက်နေပါတော့ရင်းနဲ့မီကိုအခုချက်ချင်းပြန်ဖွင့်ပေးပါမယ်လို့အလူရဲ့ဖုန်းဆက်လာခဲ့တယ်ကျွန်တော်အန်နာအဖေရှိနေတဲ့ပြည်နယ်ဆေးရုံစီသွားကြည့်တော့ခွဲစိတ်ကူတာမှုကအောင်မြင်သွားခဲ့ပြီးအန်နာအဖေကချက်ကျေးဇူးများကြီးတင်ပါတယ်ဒီပတ်စံတွေကိုနည်းနည်းချင်းစီပြန်ဆက်ပါမယ်လို့ပြောရှာတယ်ကျွန်တော်ကအေးစစ်စစ်ပါပဲအန်နာဒါနဲ့တခင်မလေးလူစီကအန်နာစီထပ်မလာတော့ဘူးမလားလို့မေးလိုက်မိတယ်မလာတော့ဘူးကိုချက်ဒါပေမဲ့တကယ်ပြောရရင်သူကလည်းတနာဖို့ကောင်းရှာပါတယ်ဘာလို့အဲ့ဒီလိုပြောတာလဲနောက်ဆုံးတစ်ခေါက်ကျမစီလာတော့ကသူကကိုချက်ကိုကျမစီပြန်အပ်ပါတယ်လို့ပြောသွားခဲ့တာသူ့မျက်လုံးတွေဆိုရင်လည်းငိုထားလုံးလို့ဖောင်းအိမ်နေတာပဲလွန်ခဲ့တဲ့ရက်ပိုင်းလေးတင်ကမှလာသွားတာသူကျမတို့ကိုနောက်ထပ်ဒုက္ခမှပေးတော့ဘူးလေပြီးတော့ဒါကမင်္ဂလာလက်ဆောင်ပါဆိုပြီးကပြားလေးတစ်ခုတောင်ပေးခဲ့သေးတယ်ကျမကတော့မယူလိုက်ပါဘူးကျွန်တော်ဘာမှပြန်မပြောပဲတိတ်ဆိတ်စွာနဲ့ပဲချူချင်းခါတက်တက်အချင်းတက်လေးဆွဲနေတဲ့ပန်းတီတစ်လုံးကိုအေးအေးဆေးဆေးစားနေလိုက်မိတယ်တလအကြာမှာတော့အန်နာအဖေဆေးရုံကဆင်းခဲ့ပြီးကျွန်တော်လည်းသူတို့ပစ္စည်းတွေကိုကြံကြံမျိုးစီပြန်ရွှေ့ဖို့ကူညီပေးခဲ့တယ်သူတို့တိုက်ခန်းအောက်ရောက်တဲ့အချိန်မှာတော့ရင်းနှီးနေတဲ့လူကြီးတစ်ခုကိုလှမ်းမြင်လိုက်ရတယ်လူစီကတော်တော်လေးပိန်ကျသွားခဲ့ရှာပြီသူကမင်္ဂလာလက်ဆောင်လာပေးတာလို့ပြောတော့အန်နာကမင်္ဂလာပွဲဟုတ်လားဘာမင်္ဂလာပွဲလဲကိုချက်ကကျမကိုလက်ထပ်ခွင့်တောင်းတော့မလို့လားဟင်းနဲ့လူစီကငါလက်ဖွဲ့ငွေတောင်အစင်သစ်ပြင်ထားတာနော်အန်နာနောက်ပြောင်မနေပါနဲ့ဦးဒါကငါအဖေရဲ့စီးပွားဖက်ကပေးထားတဲ့လက်ဝတ်ရတနာတွေလေငါနဲ့ကြတော့အရန်ကြီးရင်းတလောက်ဖြစ်နေလို့အန်နာနဲ့ဆိုပူလိုက်ဖက်မှာပါချက်မင်းမိမအပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံတော့မဟုတ်ရင်မင်းကငါအရင်ဆုံးလာပြီးဆုံးမပြစ်မှာလို့ပြောလာခဲ့တယ်ကျွန်တော်လက်ထွက်ဖို့လုပ်ရင်းနဲ့လူစီကျေးဇူးပဲလို့ပြောလိုက်မိတယ်10နှစ်တာကာလအတွင်းမှာဒါဟာသူ့ရဲ့နာမည်ကိုကျွန်တော်ပထမဆုံးအကြိမ်ဖြစ်ခေါ်ဖူးခြင်းပါပဲသူ့မျက်ဝန်းတွေချက်ချင်းနေရလာခဲ့ပြီးငါ့ကိုဘာလို့ကျေးဇူးတင်တာလဲအားရင်လဲအိမ်ဘက်ကိုအလဲလာအောင်နော်ငါတို့အိမ်တကားကနေ့အတွက်အမြဲတမ်းပွင့်လင်းနေမှာပါအလုပ်ရှင်အနေနဲ့မဟုတ်ပဲတငယ်ချင်းအနေနဲ့ပေါ့သူခြေလမ်းတွေအနှဲငယ်ရိမ့်ရိုင်ပြီးအမြန်ပဲလှည့်ထွက်သွားခဲ့တယ်အန်နာကတူတူလေးရေရွတ်တဲ့သူတကယ်ပဲအရင်ကနဲ့မတူပဲပြောင်းလဲသွားခဲ့ပြီနော်ကျွန်တော်ဘာမှပြန်မပြောခဲ့ပါဘူးသူပျောက်ကွယ်သွားတဲ့အထိငေးကြည့်နေရင်ကျွန်တော်ရင်ထဲမှာတင်းကျပ်နေခဲ့တဲ့အရာတစ်ခုခုကလည်းနောက်ဆုံးတော့ဖြည်းဖြည်းချင်းလွတ်မြောက်သွားခဲ့ပါပြီ6လကြာမှာတော့ကျွန်တော်နဲ့အန်နာဆစ်ဆက်ခဲ့ကြတယ်ကျွန်တော်တို့မင်္ဂလာပွဲကိုတော့စပွဲဝိုင်းအနှဲငယ်လောက်နဲ့ပဲရိုးရိုးရှင်းရှင်းလေးကျင်းပခဲ့တာပါအခမ်းအနားမစတင်မီလေးမှာလေကြီးမားတဲ့ပန်းလှဆင်ခြင်းတစ်ခုရောက်ရှိလာခဲ့တယ်အဲ့ဒီပန်းချင်းပုံမှာတော့ကျမရဲ့သူ့ရဲ့ကောင်းကြီးတစ်သက်လုံးပျော်ရွှင်ချမ်းမြေ့ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့ရေးသားထားခဲ့တယ်အန်နာကသူ့ကိုအထဲဝင်ဖို့ဖိတ်ခေါ်လိုက်ရမလားကိုချမ်းလို့မေးတော့ကျွန်တော်ကသူလာမှာမဟုတ်တော့ပါဘူးလို့ပဲပြန်ဖြေလိုက်မိပါတော့တယ်ကျွန်တော်တို့ဧည့်သည်တွေကိုလိုက်လံပြီးဝိုင်းလိုက်ငှက်နှုတ်ဆက်နေတော့မှာပဲဟိုတယ်တကားဝက်စီကနေရုပ်ရုပ်တဲတဲဖြစ်သွားတဲ့အတန်ကိုကြားလိုက်ရတယ်ကျွန်တော်ဘာဖြစ်တာလဲဆိုတာသွားကြည့်တဲ့အချိန်မှာတော့စစ်ကြလန်းရဲ့အဆုံးဘက်ကတက်လီကားတဲ့ကိုအလင်းအမြန်ဝင်သွားတဲ့ရင်းနှီးနေတဲ့လူကြီးတစ်ခုကိုလှမ်းမြင်လိုက်ရတယ်ကျွန်တော်အောက်ထပ်ကိုအပြေးလွှားဆင်းသွားခဲ့ပေမဲ့အောက်ရောက်တဲ့အချိန်မှာတော့မောင်းထွက်သွားတဲ့ကားအမဲရောင်တစ်စီးကိုပဲလှမ်းမြင်လိုက်ရတော့တယ်အန်နာကျွန်တော်စီလိုက်လာတဲ့အထိကျွန်တော်အဲ့ဒီနေရာမှာတင်အကြာကြီးနေပြီးမတက်ရက်နေမိခဲ့တယ်ဘာဖြစ်လို့လဲကိုချက်ဘာမှမဖြစ်ပါဘူးလင်းနေနဲ့တိုက်နေလို့ပါနောက်ပိုင်းမှာတော့လူစီကပညာတော်တင်ဖို့အတွက်နိုင်ငံခြားကိုထွက်သွားခဲ့တယ်လို့ကြားရတယ်သူကတခါတရံမှာတပ်ပုံလေးတွေတင်တက်ပြီးသူ့ရဲ့အပြုံးတွေကလည်းတစ်နေ့ထက်တစ်နေ့ပိုပြီးတောက်ပလင်းလက်လာခဲ့တာပေါ့သူတင်တဲ့တပ်ပုံတစ်ပုံရဲ့နောက်ခံမှာစစ်ဖက်ဆိုင်ရာမဂဇင်းတအုပ်ရှိနေတာကိုတွေ့လို့ကျွန်တော် like ပေးလိုက်မိတဲ့အခါသူကအပြုံးမျက်နှာပုံစံလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေပါတော့လို့ချက်ချင်းပြန်စာပို့လာခဲ့တယ်ကျွန်တော်ဖုန်းကိုအောက်ချလိုက်မိတယ်အပြင်ဘက်မှာဖြာချနေတဲ့နေအောင်ကြီးကတကယ်ကိုတာယာလှပနေခဲ့ပြီးအန်နာကတော့မိဖို့ကြောင့်ထဲမှာဝက်သားနီချက်ချက်နေခဲ့ပြီးအိမ်တစ်ခုလုံးမှာလည်းမွေးကြိုင်တဲ့အနံ့တွေလှိုင်နေခဲ့တော့တယ်လွန်ခဲ့တဲ့10နှစ်တာကာလအကြာကြီးပြီးနောက်မှာတော့ကျွန်တော်နောက်ဆုံးမှာတော့စစ်မှန်တဲ့အိမ်လေးတစ်ခုကိုပိုင်ဆိုင်ခွင့်ရရှိခဲ့ပါပြီ